你不要看见那古鬼精说的，讲神，讲神我冇把古鬼精讲定开呢，讲神啊，古鬼精那个一滴多十几亿，十几一滴个古鬼精的马尾系的，真罗罗个，今天မြင်ရတဲ့ပုံစံတွေတော့ပုံစံကြကြတာပေါ့နော်ပုံစံတွေကို copy လုပ်လို့ရတယ်ဒါပေမဲ့ယောဟန်4:24ကိုကြည့်အောင်ဒီကျမ်းပိုက်ကအလွတ်ရတဲ့ကျမ်းပိုက်ဖြစ်တယ်ယောဟန်4:24ဘုရားသခင်သည်နာဝိညာဉ်ဖြစ်တော်မူ၏ဘုရားသခင်ကိုကိုးကွယ်သောသူတို့သည်နာဝိညာဉ်နှင့်၎င်းသစ္စာနှင့်၎င်းကိုးကွယ်ရမည်ဟုမိန့်တော်မူ၏အာမင်ဘုရားသခင်ကိုကိုးကွယ်တော်သူတို့သည်အရှိမဘုရားသခင်သည်နာဝိညာဉ်ဖြစ်တော်မူ၏ဆိုတော့ဒီထဲမှာအောက်မှာဘုရားသခင်ကိုကိုးကွယ်တော်သူတို့သည်နံပါတ်1လာတာနာဝိညာဉ်နှင့်၎င်းသစ္စာနှင့်၎င်းကိုးကွယ်ရမည်ဒီနေ့ကျွန်တော်တို့ခရစ်ယာန်တွေကသစ္စာအရန်ရှိပါတယ်ဘုရားကြောင့်မှန်တက်တယ်လောက်အပ်သောအရာအကုန်လုံးပြုတ်တော်ဖို့အကုန်လုံးပြုတယ်ပုံမှန်တက်တယ်ဒါပေမဲ့နာဝိညာဉ်နဲ့၎င်းကိုးကွယ်ရမယ်ဆိုတဲ့အချက်ကနံပါတ်1ဖြစ်တယ်ဆိုတဲ့အရာကိုနားလည်ဖို့ခက်တယ်ဒီအရာကနားလည်ဖို့ခက်တယ်ဘာဖြစ်လဲဆိုတော့ဝိညာဉ်ချင်းချိန်နေမှဒီအရာကိုနားလည်တာဖြစ်တယ်ဘုရားသခင်ရဲ့ဝိညာဉ်နဲ့ချိန်နေမှသူ့ဝိညာဉ်သဘောထားကိုနားလည်တယ်ဆိုတော့သူ့ရဲ့ဝိညာဉ်ကိုကိုယ်ထဲထဲမှာသူနဲ့ကိုယ်နဲ့နှစ်ယောက်ကနီးနေမှအဲ့ဒီကိုးကွယ်ခြင်းကမြောက်တာဖြစ်တယ်ဆိုတော့ဒီနေ့ကတစ္ဆာနဲ့ကိုးကွယ်ခြင်းအမှုကိုလာတယ်ဘုရားကျောင်းမှန်မှန်လာတယ်အလှငွေပေးတယ်ချီးမွမ်းတယ်ဆုတောင်းတယ်ကိုယ်ကိစ္စတွေတင်ပြတယ်အလုံးစုံလုပ်တယ်ဒါပေမဲ့တစ်ဖက်ကတော့ဘုရားသခင်ကိုကိစ္စအမျိုးစုံနဲ့လာပြီးတော့ကိုယ်ပြဿနာကိုတင်ပြပြီးလှည့်ပြန်သွားပြီးတော့ကိုယ်ကိစ္စနဲ့ကိုပြန်အလုပ်ရှုပ်ကြတယ်ဘုရားသခင်ပြောတဲ့စကားနဲ့ तू ပေးတဲ့အရာကိုစီမရောက်ဘူးဘာဖြစ်လို့ဆိုတော့နံဝိညာဉ်ချင်းမချိတ်လို့ဖြစ်တယ်ဆိုတော့နံဝိညာဉ်ချိတ်မှဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းအစီအစဉ်ချင်းကကိုစီရောက်တယ်ဆိုတော့ဘုရားသခင်ကိုကိုးကွယ်တဲ့သူတွေဟာနံဝိညာဉ်နဲ့၎င်းသစ္စာနဲ့၎င်းကိုးကွယ်ရမယ်ဘုရားသခင်ကနံဝိညာဉ်နဲ့ကိုးကွယ်ခြင်းကိုလိုချင်တဲ့သူဖြစ်တယ်သစ္စာနဲ့ကိုးကွယ်တာကိုကြိုက်တယ်ဒါပေမဲ့အကျင့်တစ်ခုအနေနဲ့လာပြီးစိတ်နှလုံးမပါဘဲနဲ့ဘုရားကျောင်းလာတက်တာတဲ့ဘုရားသခင်ကနံဝိညာဉ်နဲ့စကားပြောခြင်းနဲ့ဘုရားသခင်သင်ကိုဝိညာဉ်ကိုချစ်လို့ဘုရားသခင်ကသင်ခန္ဓာကိုချစ်တဲ့သူမဟုတ်တော့သင်ရဲ့ဝိညာဉ်ကိုချစ်တာသင်ရဲ့ဝိညာဉ်ကိုတန်ဖိုးထားတာဖြစ်တယ်ဆိုတော့ဘုရားသခင်ကကိုးကွယ်တဲ့အခါမှာခန္ဓာကိုယ်အရာဘုရားကျောင်းတော့ရောက်လာတယ်ခန္ဓာကိုယ်အရာတော့ကိုးကွယ်တဲ့ပုံစံပေါက်ပေမဲ့နှလုံးသားတွေကငါ့ကိုသိသလားမင်းကငါဝိညာဉ်နဲ့စကားပြောနေတာငါဟာနံဝိညာဉ်ဘုရားဖြစ်တယ်မင်းရဲ့ဝိညာဉ်ကိုအလွန်တန်ဖိုးထားတဲ့ဘုရားသခင်ဒါကြောင့်ငါ့ကိုဝိညာဉ်နဲ့ကိုးကွယ်တော့ငါလိုချင်တယ်ကျွန်တော်တို့ကပြဿနာနဲ့ဘုရားကျောင်းလာကြတယ်နော်ဆူတောင်းဘုရားကျောင်းဆိုတာအမှန်တယ်နော်ဝန်နေခြင်းတွေကိုနော်ဖွင့်ချတဲ့နေရာနေမကောင်းတဲ့နေရာဆူတောင်းတဲ့နေရာကြမ်းမာခြင်းကိုပေးသောနေရာဒီပြဿနာတွေအကုန်လုံးနဲ့လာကြတယ်လောကကြီးကပြဿနာမရှိဘူးလားခရိယန်ဖြစ်လို့ရှိရင်ပြဿနာပဲမရှိတော့ဘူးလားကြားမှာမဲချမ်းသာမဲဘာညာပေါ့ကြွေးကြော်ကြနေတဲ့ပြင်မဲ့ပြဿနာကမကြုံဘူးလားဆိုတော့ကြုံတယ်ဒါပေမဲ့သိဖို့ကနံဝိညာဉ်ဘုရားကတင်နဲ့အတူရှိတယ်အဲ့ဘုရားကတင့်ကိုကမ်းတစ်ဖက်ကိုပို့ဆောင်ပေးမဲ့သူဖြစ်တယ်ပြဿနာကိုကြုံမှာပဲဒါပေမဲ့ပြဿနာကိုကြုံပေမဲ့ကမ်းတစ်ဖက်ကိုပို့တဲ့သူကသူဖြစ်တယ်ဒီအထက်မှာမင်းနဲ့ငါအတူရှိတယ်အဲ့ထက်မှာကမ်းတစ်ဖက်ကိုသွားမဲ့နီးကငါစီမှာရှိတယ်နံဝိညာဉ်နဲ့စကားပြောတယ်ကမ်းတစ်ဖက်ကိုငါပို့မဲ့သူဖြစ်တယ်ဆိုတော့ဒီအရာကိုသိဖို့အတွက်ငါ့ကိုနံဝိညာဉ်နဲ့ကိုးကွယ်ပါငါ့ကိုနံဝိညာဉ်နဲ့ကိုးကွယ်ပါခရစ်တော်နောက်ကိုလိုက်နေတဲ့သူတွေအကုန်လုံးရှိတယ်နမိတ်လက္ခဏာမြင်လို့အုပ်လိုက်ကြီးလိုက်နေပေမဲ့နည်းနည်းတဲ့အရာတွေကိုဖွင့်ပြခြင်းကသူ့အနာမှာနေရှိတဲ့သူပဲရတယ်အဲ့လူတွေအဲ့တစုလေးကိုပဲကမ်းတစ်ဖက်ထိရောက်အောင်ပို့ပေးလိုက်တာဖြစ်တယ်အာမင်အာမင်ဒီနေ့အရောက်စီတိုင်းကိုအဲ့ဒီနှုတ်ကပတ်တော်ပေးခြင်းတာဖြစ်တယ်ကမ်းတစ်ဖက်ကိုပို့ရတဲ့ဘုရားကငါတို့နဲ့အတူတူရှိတယ်ဆိုတာသိဖို့ဖြစ်တယ်လောကရဲ့အနက်အမြင့်နေကြတယ်ဘယ်လောက်ပဲရှိနေငါတို့နဲ့အတူရှိတယ်ဘုရားကအဲ့ဒီနံဝိညာဉ်နဲ့ကိုးကွယ်ခြင်းအထဲထဲမှာအပြည့်ရှိတယ်အာမင်ဘုရားသခင်ကဘုရားကျောင်းလာတက်နေတာကိုစိတ်ဝင်စားတာမဟုတ်ဘူးသ
တင်ဖျားเจ้าကိုလာတာဘယ်နှလုံးသားနဲ့လာလဲဆိုတော့စိတ်ဝင်စားတာဖြစ်တယ်အာမင်ဘယ်နှလုံးသားနဲ့လာတာလဲဒီနံဝိညာဉ်ကငါ့ကိုဆာငတ်တဲ့နှလုံးသားနဲ့ငါစကားကိုနားဆွင့်ပြီးလာတာလားသူပြဿနာတွေကိုလာပြောတဲ့သူလားသူပြဿနာလာပြောတာကိုနားထောင်ပေးတယ်ဘုရားသခင်ကနားထောင်ပေးတယ်ပြီးသွားတဲ့အခါမှာငါသမီးငါပေးချင်တာမင်းကိုငါပေးချင်တာမင်းပြဿနာကိုဖြေရှင်းတာဒုတိယမင်းပြဿနာကိုငါကိုဖြေရှင်းပေးလိုက်မယ်တို့တို့ကြောင့်လေအဲ့ဒီပြဿနာနောက်တစ်ခေါက်ပြန်လာအောင်ပါဒါပေမဲ့မင်းနဲ့ငါအတူရှိခြင်းကမင်းကိုကံတစ်ဖက်ထိပို့ဆောင်မှာငါဖြစ်တယ်အာမင်ဖခင်ကသူ့ကိုပေးချင်တာဖြစ်တယ်အနာမှာနေချင်တာဖြစ်တယ်သူ့ကိုကိုးကွယ်ခြင်းကသူနဲ့အတူရှိခြင်းကိုပြတဲ့သက်သေဖြစ်တယ်ဒါကြောင့်ပြဿနာနဲ့လာပြီးတော့လို့ရှိရင်အဲ့ပြဿနာပြေလေသွားရင်ဘုရားကြောင့်မလာတော့ဘူးရှိတယ်အများကြီးပဲဆရာတွေကိုလာဆုတောင်းခိုင်းတယ်ပြဿနာနဲ့လာပြီးဆုတောင်းခိုင်းတယ်ဆုတောင်းခိုင်းပြီးတော့ပြဿနာပြေလေသွားရင်ပျော်ပြီးပြန်သွားတယ်မပူနဲ့တင်းနဲ့အတူတူဘုရားမပါသွားဘူးဘာလို့ဆိုတင်းကတစ္ဆာနဲ့ဘုရားကိစ္စကိုသတင်းကြားပြီးရောက်လာတာနမိတ်လက္ခဏာမြင်လို့ယေရှုနာကိုနမိတ်လက္ခဏာကြောင့်ရောက်လာတဲ့သူတွေအပြင်ပြန်သွားကြတယ်ဒါပေမဲ့ယေရှုအနာမှာနေခြင်းကပြဿနာကိုကံတစ်ဖက်ထိပို့ဆောင်ပေးတာဖြစ်တယ်ကြောက်လန့်ခြင်းတွေကကံတစ်ဖက်ထိပို့ဆောင်တဲ့ကိုယ်တော်ဖြစ်တယ်ဒီအရာကိုဘုရားသခင်ကကျွန်တော်တို့ကိုငါ့ကိုရခြင်းရဲ့ကောင်းကြီးငါ့ကိုရခြင်းရဲ့မင်္ဂလာဒီအရာကိုပြောချင်တာဖြစ်တယ်ထွမြောက်ကျမ်း23ထွမြောက်ကျမ်း23 25နဲ့26လေးကိုကြည့်အောင်ထွမြောက်ကျမ်း23 25 26တင်တို့ဤဘုရားသခင်ထာဝရဘုရားကိုဝတ်ပြုရမည်တင်ဤမုံကို၎င်းရေကို၎င်းကောင်းကြီးပေးတော်မူမည်အနာယောဂါကိုလည်းတင်ဤအထဲကတုတ်ယူပယ်ရှားတော်မူမည်တင်ဤပြည်တွင်ကိုယ်ဝန်ပြတ်သောတတ္တဝါမြုံသောတတ္တဝါနှင့်ကင်းလွတ်လိမ့်မည်တင်ဤအသက်တန်းကိုငါစုံလင်စေမည်အဲ့ဒါဘုရားသခင်ရဲ့တက်တန်းထဲမှာနေနေတဲ့သူဖြစ်တယ်အာမင်ဆိုငါကိုဝတ်ပြုရမယ်တင်းတို့ဘုရားသခင်ထမ်းမယ်ဝတ်ပြုရမယ်တင်ဤမုံကို၎င်းရေကို၎င်းကောင်းကြီးပေးမယ်တင်စားတဲ့အစားတောက်ကအစိတ်မဖြစ်တော့ဘူးတင်စားတဲ့အစားတောက်ကဒီနေ့အစားတောက်တွေဆိုတော့တွေ့တယ်မလား TikTok ထဲမှာ Facebook ထဲမှာကိုရေစီးပြီးစားပါလို့တရှိခံစည်းတွေလောက်ထားတယ်လို့ဒီနေ့လောကကြီးကတော့တင်တို့ကိုမျိုးစုံသောနီးနဲ့တင်တို့တက်တောင်းကိုတိုးအောင်လုပ်နေတယ်ဒါပေမဲ့ဘုရားသခင်ကတင့်ရဲ့မုတ်ကိုကောင်းကြီးပေးမယ်တင်စားတဲ့အစာကိုကောင်းကြီးပေးမယ်အာမင်တင်စားတော့အစာကိုကောင်းကြီးမယ်တင်မုတ်စားတဲ့မုတ်ကိုကောင်းကြီးပေးမယ်တောက်တဲ့ရေကိုကောင်းကြီးပေးမယ်အနာယောဂကိုလည်းတင့်အထက်ကနှုတ်ယူပယ်ရှားတော်မူတင်ဤပြည်တွင်ကိုယ်ဝန်ပြတ်သောတတ္တဝါမြုံသောတတ္တဝါနှင့်ကင်းလွတ်လိမ့်မည်တင်ဤအသက်တန်းကိုငါဆုံးစင်လိမ့်မြုံတယ်ဆိုတာနော်ပိတ်နေတဲ့အရာတွေတခါကျကောင်းကြီးပိတ်ဘာလို့မှမသိဘူးကောင်းကြီးပိတ်တယ်ငါ့ကိုမှန်ကန်စွာဝတ်ပြုခြင်းရဲ့အထဲထဲမှာအဖြေရှိတယ်မှန်ကန်စွာဝတ်ပြုခြင်းရဲ့အထဲထဲမှာအဖြေရှိတယ်မင်းဘယ်နေရာပိတ်နေလဲဆိုတာသိဖို့သူ့စကားနဲ့ကြားဖို့ဖြစ်တယ်ငါကောင်းကြီးပေးမယ်ဘုရားသခင်ကသူပြောတဲ့စကားတွေကိုကြားချင်လို့ပြောတာဖြစ်တယ်သူစီကိုခေါ်တာဖြစ်တယ်ဒါကြောင့်ကိုပြဿနာတောင်းနဲ့ကိုရောက်လာပြီးတဲ့အချိန်မှာဆူတောင်းပြီးပြဿနာပြေလည်သွားရင်သွားဖို့မဟုတ်ဘူးမပူနဲ့နောက်တစ်လှမ်းမှာနောက်တစ်ပြဿနာဆောင်းနေလိမ့်မယ်အဲ့ဒီပြဿနာကိုကြော်လွှားဖို့ဖြစ်တယ်ယေရမိ33:3ကိုကြည့်အောင်ဒီကြံချက်တအားအော်တဲ့အကြံချက်တွေငါ့ကိုခေါ်လို့ငါထူးမည်ကြီးသောအရာသင်မသိနိုင်အောင်နက်နဲသောအရာတို့ကိုငါပြမည်ဘယ်နေရာမှာပြမှာလဲမင်းတို့ငါပြမယ်တဲ့ကြီးသောအရာတဲ့နက်နဲသောအရာကိုငါပြမယ်တဲ့ဘယ်ထဲမှာပြမှာလဲဘုရားသခင်ကသူ့အနားမှာရှိလို့သူ့မျက်မှောက်တော်ထဲမှာပဲပြတာဖြစ်တယ်တဲ့။အဝေးရနေလှမ်းပြီးတော့ဘုရားသခင်ပြပါလို့ပြောလို့ပြမှာမဟုတ်ဘူးမပူနဲ့။ကြီးသောအရာနဲ့နဲသောအရာကိုငါပြခြင်းနဲ့ဘုရားသခင်နဲ့။ဒါကြောင့်ငါ့ကိုဝတ်ပြုခြင်းတဲမှာသူ့အနားမှာနေခြင်းထဲကအဲ့ဒီကြီးသောအရာနဲ့နဲသောအရာပြခြင်းနဲ့ဘုရားသခင်တောင်းလားဘုရားသခင်ကြီးသောအရာနဲ့နဲသောအရာမတောင်းကြဘူးလားတောင်းတယ်လေဒီကျမ်းဘက်ကအရန်ခရိယန်တွေရွရွတဲ့ကျမ်းဘက်မဟုတ်လားကြီးသောအရာတကယ်ကြီးတာကြီးပြကြည့်ပါလားလန့်သွားမယ်ကောင်းကင်ထဲမှာအကြီးတွေပြလိုက်လန့်မသွားဘူးလားဝိညာဉ်လောကတွေမြင်သွားရင်လန့်သွားမယ်ကိုမမြင်ဘူးတဲ့သတ္တဝါတွေနော်
နည်းနည်းတဲ့အရာအလုံးငါရဲ့နည်းနည်းချင်းကငါစီမှာပဲရှိတယ်ငါသားသမီးနဲ့ပဲငါထိုက်တန်တယ်သားရဲ့အစာကိုတဲ့ခွေးကိုမပေးဘူးတဲ့ဒီနေ့နည်းနည်းချင်းရဘုရားသခင်ရဲ့အစာဖြစ်တယ်သားသမီးကိုပဲပေးချင်တာဖြစ်တယ်အာမင်အဲကြောင့်တင်မသိနိုင်အောင်နည်းနည်းတဲ့အရာတင်သွားတဲ့လမ်းကတင်မသိနိုင်အောင်နည်းနည်းတဲ့အရာကိုပြဖို့ဆိုတာကသူ့ရဲ့မျက်မှောက်တော်ထဲမှာပဲရှိတယ်သူ့အထဲထဲမှာပဲရှိတယ်သူ့ရဲ့ဝတ်ပြုကိုးကွယ်ခြင်းစစ်မှန်သောဝတ်ပြုခြင်းအထဲထဲမှာအဲ့ဒီအထဲထဲမှာဖော်ပြချက်တွေအများကြီးရှိတယ်ဗျာဒိတ်ကျမ်းနှစ်ဆက်ခွန်ကြည့်အောင်ခုနဆရာမင်းသူရဲ့ဗျာဒိတ်ကျမ်း၄ကျေးဇူးတင်တယ်အရှိမအကုန်ချပြရတာဖြစ်တယ်အကုန်ချပြီးမှရှိတာအကုန်ချပြီးမှရှိတာတော့မဟုတ်ပါဘူးသူတို့ရဲ့အမြင့်ဆုံးအရာတွေချထားတာချပြီးမှဘုံကြီးခြင်းကိုခံထိုက်တော့ဘုရားသခင်ဒီနေ့ဘုရားသခင်ကျွန်တော်တို့ကိုဗာပေးခြင်းတာလေကြည့်အောင်ဝိညာဉ်တော်ဒီအသင်းတော်တို့အဘယ်သို့မိန့်တော်မူသည်ကိုနားရှိတော်သူမိတကကြားပါစေအကျဉ်သူသည်အောင်မြင်ဤဝတ်ထားသောမာနကို၎င်းကြောက်ဖြူလက်ဖွဲ့ကို၎င်းထိုကြောက်ပေါ်၌အခရာတင်သောနာမသစ်ကို၎င်းထိုသူအားငါပေးမည်ထိုကြောက်ကိုရသောသူမှတပါအဘယ်သူမျှဘယ်ရောက်သွားလဲအောက်ကစာကြောင်းကအဘယ်သူမျှထိုနာမကိုမသိနိုင်ဒီဟိုဟာတွေကအကုန်ဟိုကြံဒီကြံနေတယ်နော်ဖွက်ထားတဲ့မာနမုန်းကိုပေးခြင်းနဲ့ဘုရားသခင်အသင်းတော်ကိုမှားထားတယ်တဲ့ဒီနေ့ခရစ်တော်ရဲ့အသင်းတော်ကိုမှားတဲ့စကားဖြစ်တယ်အရှိကအသင်းတော်9ပါးမှာဖြစ်နေတဲ့ပြဿနာတွေမျိုးစုံအားလုံးကိုဖော်ပြပြီးတော့ပြင်ဆင်ထားတဲ့အရာဒီအရာဖြစ်တယ်အရင်တစ်ပတ်ကဆရာဖြိုးကပြောတယ်နော်သင်တို့အတွက်ကိုစာဆောင်ကိုဘုရားသခင်ပြင်ထားတယ်အဲ့စာဆောင်ထဲမှာသင်တို့ရဲ့ဖြစ်မဲ့အရာတွေအားလုံးကိုဘုရားသခင်ကရေးထားပေးတာဖြစ်တယ်အဲ့ဒီအထက်ကရေးထားတဲ့ဟာကိုသိဖို့ဘယ်လိုလုပ်မလဲအဲ့ဒီရေးထားတဲ့အရာကိုသိဖို့ကသူ့ရဲ့ပြင်ဆင်ခြင်းကိုသိဖို့ကအဲ့ဒီအထဲထဲမှာပဲရှိတယ်သင်တို့ကိုဖွက်ထားတဲ့မာနမှုကိုကြွေးခြင်းနဲ့ဘုရားသခင်အာမင်အာမင်ထပ်ရှင်းအောင်လားမရှင်းတော့ဘူးဒီလောက်တော့နားလည်မှာပါဒါကြောင့်အသင်းတော်ထဲမှာခရစ်တော်ရဲ့ပြည့်စုံခြင်းအလုံးစုံကိုထည့်ထားပေးတယ်ဓမ္မဟောင်းကိုကြည့်လို့ရှိရင်ဓမ္မဟောင်းကအယံပင်ပန်းတယ်ဓမ္မဟောင်းအဖွဲ့တွေကအယံကြိုးစားရတယ်အယံလုပ်ရတယ်အယံပင်ပန်းတယ်ဒါကြောင့်ဓမ္မဟောင်းဘက်ကိုလိုက်လို့ရှိရင်ဓမ္မဟောင်းပုဂ္ဂိုလ်တွေအယံပင်ပန်းကြတယ်ဒီနေ့ခရစ်တော်ကငါလှုပ်ပြီးပြီဖြစ်တဲ့အတွက်အဲ့ဒီပြည့်စုံခြင်းကကျွန်တော်တို့စီမှာရှိတာဖြစ်တယ်ဒီနေ့ကငါ့ကိုယုံဖို့ပဲဖြစ်တယ်ငါ့ကိုယုံဖို့ဆိုတာက तू လှုပ်ပြီးခြင်းကကျွန်တော်တို့ကိုလွှမ်းခြုံလိုက်တာဖြစ်တယ်ဘာလို့ဗြိဉ္ဉ်တစ်တာကသူ့ကိုသွားထိလိုက်တာနဲ့သိတယ်ဒါပေမဲ့ဒီနေ့ခရစ်တော်ရဲ့လွှမ်းခြုံခြင်းကအဲ့ဗြိဉ္ဉ်တစ်တာအနားမှာနေခွင့်ရတဲ့အပြင်ကိုစကားပြောတာကိုကြားတယ်အပြင်ကိုအဆွေလို့ခေါ်တဲ့အစီကိုရောက်တယ်တခုပဲတောင်းတယ်ငါအနားမှာဝတ်ပြုပါဝတ်ပြုပါဆိုတော့သူစကားသာနားထောင်ဖို့ဖြစ်တယ်မင်းကငါဖွက်ထားတဲ့မာနမောင်းကိုချွေးချင်တာလောကမှာမရှိဘူးဝတ်ထားတဲ့မာနမောင်းကိုချွေးချင်တယ်ဝတ်ထားသောမာနမောင်းနဲ့သူအမှုဆောင်ရွက်တဲ့သူကိုအောင်မြင်သောသူကြောက်ဖြူလက်ဖွဲ့ပေးမယ်ထိုကြောက်ပုံ၌အခရာတင်သောနာမသစ်ကိုပေးတယ်ဒါဘုရားသခင်ခရစ်တော်တေချာ special ရွေးတဲ့ပုံကိုယ်တွေဖြစ်တယ်အဲ့ဒီနေ့ကျွန်တော်တို့ကကျေးဇူးတော်နဲ့ကရုဏာကိုဒီနေ့ကျေးဇူးတော်နဲ့ကရုဏာဆိုတာကိုကျွန်တော်ပြောချင်တယ်ကျွန်တော်တို့ကကျေးဇူးတော်တက်တက်ခံရတဲ့သူတွေဖြစ်တယ်ကျေးဇူးတော်ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုခံရတော်သူတွေအဲ့ဒီကျေးဇူးတော်ကြောင့်သူအနားမှာနေခွင့်ရတဲ့အပြင်အရင်တော့ကစကားကြားရတာမဟုတ်အပြစ်ဖြေဖို့ပဲသွားတာအပြစ်ဖြေဖို့ပဲသွားတာဒါပဲနဲ့ဒီနေ့ငါရဲ့အဆွေဆိုပြီးတော့ဘေးနားနေစကားပြောခြင်းနဲ့ဘုရားခင်ကိုးကွယ်ခြင်းထဲမှာစစ်မှန်သောကိုးကွယ်ခြင်းအထဲထဲမှာသင်တို့တွေစကားသံတွေရှိတယ်ဖွင့်ပြသံတွေရှိတယ်များစွာသောဉာဏ်ပွင့်လင်းခြင်းတွေရှိတယ်ဒီနေ့မနေ့တော့လာကန်ဒီအင်ကြီးလဲနေနေကျွန်တော်နားမလေးတဲ့ကြံပိုက်တစ်ပိုက်ကိုဖွင့်ပြတယ်
တော်တော်ခက်တဲ့ကြံပိုက်ဖြစ်တယ်ဒါပေမဲ့ဘုရားခင်ဖွင့်ပြတဲ့ခါမှာရှင်းလင်းခြင်းကိုရတယ်နောက်တစ်ခေါက်မှဟောမယ်ဖွက်ထားလိုက်အောင်မယ်တောက်ကြနေကြမှာဟောမယ်ကွာโอเคနှစ်ကိုလေးတင်းနဲ့နှစ်ကိုကြည့်အောင်ထို့ကြောင့်ငါတို့သည်ထိုသို့သောတရားဤအမှုကိုဆောင်ရွက်တော်သူဖြစ်၍ကရုဏာကျေးဇူးတော်ကိုခံရသည်နှင့်အညီအားလျော့စိတ်ပြည့်ခြင်းနဲ့ကင်းလွတ်ကြတယ်ကရုဏာကျေးဇူးကိုတကယ်ခံစားမှုတဲ့သူကအမြဲတမ်းတက်ကြွနေတယ်တောက်လောင်နေတယ်တောက်လောင်နေတယ်ကျွန်တော်ပြောတယ်ခရိယန်တွေကပြောင်းလဲပြီးသွားရင်ရေလေတောက်တယ်ခဏနေလို့ရှိရင်တဖြည်းဖြည်းနဲ့ကြာတဖြည်းဖြည်းနဲ့နောက်ကျတော့ဘုရားကျောင်းတော်တိတ်မမှန်တော့ရှေ့ပိုင်းတော့တောက်တယ်ဒါပေမဲ့ကျွန်တော်ကစပြောင်းလဲတယ်ဘာလို့တောက်နေရလဲဘာဖြစ်လို့တောက်နေရလဲဒီနေ့ထိတောက်နေတယ်ဘာဖြစ်လို့တောက်နေတာလဲအဲ့ဒီကရုဏာနဲ့ကျေးဇူးတော်ကိုနေတိုင်းမြင်ပြီးခံစားနေရလို့ဖြစ်တယ်အာမင်ကရုဏာနဲ့ကျေးဇူးတော်ကိုနေတိုင်းတွေ့ပြီးခံစားရတဲ့ခါမှာအဲ့ဒီအရာကိုသုံးသပ်ပြီးတဲ့ခါမှာငါတွေ့လားမင်းကငါလှုပ်ပြီးတာတွေ့လားမင်းကငါတွေ့လားအတက်မြင့်အနေကြတွေကြုံနေတော့ဒါပေမဲ့ငါပါနေတော့တွေ့ပြီလားကရုဏာနဲ့ကျေးဇူးတော်ကိုနေတိုင်းခံစားရတဲ့ခါမှာယုံကြည်ခြင်းတိုးတိုးလာတယ်ဒါကြောင့်ငါတို့ကယုံကြည်ခြင်းပေါ်မှာရှိတယ်တဲ့မျှော်လင့်ခြင်းပေါ်မှာရှိတယ်တဲ့ချစ်ချင်းမေတ္တာပေါ်မှာရှိတယ်ဘုရားသခင်ရဲ့ချစ်ချင်းမေတ္တာပေါ်မှာရှိတယ်ယုံကြည်ခြင်းရဲ့မျှော်လင့်ခြင်းရဲ့ချစ်ခြင်းရဲ့ဒါပေမဲ့အဲ့ထဲမှာအမျက်ဆုံးကချစ်ချင်းမေတ္တာဖြစ်တယ်ဒီနေ့အသင်းတော်ချစ်ချင်းမေတ္တာနဲ့တည်ဆောက်ထားတာဖြစ်တယ်အာမင်အမြင့်ဆုံးသောဘုရားသခင်ရဲ့ချစ်ချင်းမေတ္တာကိုရထားတဲ့ရန်ကုန်တလိုက်ဝါရှစ်ဖြစ်တယ်ကွာအာမင်အာမင်အဲ့ဒီချစ်ချင်းမေတ္တာရပါလို့ရှိရင်လေသင်တို့ရဲ့ယုံကြည်ခြင်းလည်းတိုးလာလိမ့်မယ်သင်တို့ရဲ့မျှော်လင့်ခြင်းလည်းတိုးလာလိမ့်မယ်သူတဲကမျှော်လင့်ခြင်းအရာကသင်မျှော်လင့်တဲ့အရာကသင်စီကမျှော်လင့်တဲ့ဟာမဟုတ်တော့ဘူးသင်မျှော်လင့်နေတဲ့အရာမဟုတ်တော့ဘူးသမီးမင်းအတွက်ငါရေးထားတဲ့စာဆောင်ပြည့်စုံပြီဖြစ်တယ်အဲ့ဒီစာဆောင်တွေကပြည့်စုံခြင်းနဲ့တစ်ခုပြီးတစ်ခုပြည့်စုံမှာဖြစ်တယ်အာမင်အာမင်လေးနှစ်လဲရောက်ပါအောင်အသင်းတော်ထဲမှာပဲပုံစံကြတဲ့အဖွဲ့တွေဘုရားကျောင်းတော့ပုံစံတစ်မျိုးနဲ့ရောက်လာပြီးအရှိမတော့ပုံစံတစ်မျိုးနောက်ွယ်မှာပုံစံတစ်မျိုးအဖွဲ့တွေကျန်တာပြောထားတာနော်ကျွန်တော်မပြောဘူးနော်ဖတ်ကြည့်အောင်စိတ်ွယ်ရာအရ၌ပြုသောရှက်ဖွယ်သောအမှုများကိုပယ်၍ကောင်းကင်တမန်လေးလို့ဘုရားကျောင်းရောက်လာပရိယေကိုမသုံးဘုရားသခင်နှုတ်ပတ်တရားတော်ကိုတိမ်ဝှက်မှောက်လျံခြင်းမရှိတမန်တရားကိုအတိအလင်းဖော်ပြ၍ဘုရားသခင်ရှေ့တော်၌လူပေါင်းတို့၏စိတ်အထင်တိုင်းချီးမွမ်းပွေသောအကျင့်တလေးကိုကျင့်ကြ၏သူတို့ကိုဖုံးနေတဲ့ခါကျတော့ဘုရားကျောင်းရောက်တော့အနောက်ကိုကြောက်တော့သွားတလွဲဖြစ်ကုန်ဘုရားသခင်ကလိုချင်တာကသူ့ကိုပြောင်းလဲစေချင်တာဖြစ်တယ်အရှိတစ်မျိုးနောက်တစ်မျိုးဖြစ်စေချင်တာမဟုတ်ဘူးဘုရားကျောင်းကိုလာကြတဲ့ကောအပေတွေနဲ့လာတယ်လာခဲ့ကွာအေးအဲ့အပေတွေကြီးပြောင်းလဲသွားရမယ်မင်းလုံးဝပြောင်းသွားမယ်အခုတော့မဟုတ်ဘူးပြောင်းကျင်တယ်လို့မပြောင်းကျင်တယ်လို့ဘုရားကျောင်းရောက်လာတော့ဖုံးပြီးရောက်လာအရန်နေကိုးကွယ်ခရစ်ယာန်တပုံကြီးရှိရနော်ဘုရားကျောင်းနေမှာတပုံကြီးရှိတယ်မပူနဲ့ဒီစကားကိုကြားရင်သင်တို့အားလုံးပြောင်းလဲပါစေအာမင်ဒီဆရာပါတယ်ကိုပြောနေတာသူများမပြောဘူးနော်ဟုတ်တယ်လေဟောဆိုလောကကြီးကိုကြည့်တော့လောကကြီးပုံစံပေါ့ဘုရားကျောင်းရောက်တော့လေဘုရားကျောင်းပုံစံပေါ့ဆရာရဲ့လောကကြတော့လေလောကလိုသွားရတာပေါ့အေးဟုတ်တယ်လေသွားပေါ့ဒါပေမဲ့တကယ်ပြောင်းလဲသွားတဲ့သူကပါလေတကယ်ပြောင်းလဲသွားတဲ့သူကအစစ်တရားအစစ်ဘုရားသားအစစ်ကိုပြောင်းသွားတော့ဖြစ်တယ်အာမင်အဲ့လိုပြောင်းစေခြင်းနဲ့ဘုရားသခင်ဆိုတော့အဲ့ဒီပြောင်းလဲခြင်းကိုဘယ်ထဲမှာရှိလဲတဲ့အောက်မှာဆက်ရေးထားတယ်သုံးမှာရေးထားတယ်ငါတို့ဟောပြောသောဧဝံဂေလိတရားသည်ဖုံးအုပ်လျက်ရှိလျင်ဆုံးရှုံးခြင်းတို့ရောက်သောသူတို့အားသာဖုံးအုပ်လျက်ရှိတယ်အဲ့လူတွေကဆုံးရှုံးနေတယ်ဖုံးအုပ်ထားတဲ့ခါကျတော့မမြင်တဲ့ခါကျတော့သူတို့ဆုံးရှုံးနေတယ်မကြော်လွှားနိုင်ဘူးဖြစ်နေတယ်ဒီဆောင်မွဲကိုခဏဖြေနေရတယ်ဆောင်မွဲကြလိုက်လေးတန်းကိုမအောင်တော့ဘူးဒီဆောင်မွဲကိုဖြေလိုက်ပြန်ကြလိုက်မင်းကိုအောင်စေချင်တာလေအောင်စေချင်တာလေဒီဖုံးအုပ်ခြင်းကိုဖယ်လိုက်လို့ရှိရင်မြင်သွားစေချင်တာဒါကြောင့်ငါတို့ဟောပြောသောဧဝံဂေလိယဒီဖုံးအုပ်လျက်ရှိလျင်ဆုံးရှုံးခြင်းတို့ရောက်တော်သူတို့အားသာဖုံးအုပ်လျက်ရှိအပေါ်တရားတွေတော့ဟောနေတာပဲကိုလည်း Facebook တွေပို့ပြီးမုတ်စားပြီးပြန်သွား
ဖုံးအချင်းကိုဖယ်ဖို့နေနေတာဘာမှမရပဲပြောင်းသွားတယ်ဒါပေမဲ့ဖခင်ကြောင့်တော့ရောက်တယ်အာမင်မခေါ်ခိုင်းတော့တချို့လူတွေတော့အာမင်လိုက်ပါအဲ့ဒါမျိုးဒါမျိုးအာမင်မခေါ်နဲ့အာမင်ခေါ်တာသတိထားနော်တခါကျဆရာတွေကပါဇက်ကအာမင်အာမင်ရှောက်ရှောက်ပြောတယ်ပြောရင်အကျင့်နေပါတာမဟုတ်တဲ့ဟာတွေပါအာမင်ဖြစ်သွားမှာဆိုလို့နော်နှုတ်ကပတ်တော်မကြမိဘူးဒါကြောင့်ဖုံးအုပ်လျက်ရှိလျင်ဆုံးရှုံးခြင်းသို့ရောက်သောသူတို့အားသာဖုံးအုပ်လျက်ရှိထို့သောမယုံသောသူတို့ကဘုရားသခင်၏ပုံသဏ္ဍာန်တော်ဒီဟုသောခရစ်တော်၏ဘုန်းအတရေနှင့်ပြည့်စုံသောဧဝံဂေလိတရား၏အယောင်သည်အလင်းကိုမပေးစေခြင်းကဤလောကကိုအစိုးရသောဘုရားသည်သူတို့၏ဉာဏ်မျက်စိကိုကွယ်ခဲ့တယ်ဤလောကကိုအစိုးရသောဘုရားစာတန်တို့မျက်စိကိုကွယ်ထားတယ်မမြင်စေဘူးတဲ့ဒီနေ့ဧဝံဂေလိတရားဆိုခရစ်တော်ကအလုံးစုံလွတ်ချင်းကိုပေးတဲ့ဘုရားသခင်တင်တော့လွတ်ကျွန်တော်ပြောရမလားလွတ်ပြီလို့ပြောတယ်လွတ်ပြီဒီလိုက်လွတ်မယ်ဆရာရှက်ရောက်လွတ်မယ်ငါအကုန်လွတ်လာတဲ့သူဖြစ်တယ်ငါအဲ့ဒီအကုန်လွတ်လာတဲ့သူဖြစ်တဲ့ခါကျတော့ငါရဲ့ဆူတောင်းပေးခြင်းကဘုရားသခင်ကငါ့အတော်လွတ်စေတဲ့ဘုရားသခင်ဆရာယုံကြည်ခြင်းကအဲ့ဒါဖြစ်တယ်ငါကိုယ်တော်လွတ်ပေးတဲ့ဘုရားကွာလွတ်ကိုလွတ်မယ်ကွာလွတ်ကိုလွတ်မယ်ဘာလို့ပြောတာလဲဧဝံဂေလိတရားဒီလွတ်ချင်းခွင့်ကိုပေးထားတယ်ဖုံးအုပ်ခြင်းကိုဖယ်ရှားတယ်ဧဝံဂေလိတရားကဖုံးအုပ်ခြင်းအလုံးကိုဖယ်ရှားတယ်ဤလောကရဲ့ဘုရားကဖုံးအုပ်ထားတယ်ဖုံးအုပ်ခြင်းတရားကိုမကြားတဲ့အခါမှာအဲ့ဒီဖုံးအုပ်ခြင်းကသူတို့မျက်စိကိုကွယ်ထားတယ်အဲ့ဒီဝိညာဉ်မျက်စိပွေခြင်းကစစ်မှန်တဲ့ကိုယ်ကွယ်ခြင်းနဲ့မှရှိတယ်သင်နာဝိညာဉ်နဲ့အရှိကိုတိုးလို့ရှိရင်သင်ရဲ့ဖုံးအုပ်ခြင်းကိုကွယ်ရှာဖယ်ရှားတယ်သစ္စာနဲ့သင်အရှိကိုရောက်လာပေမဲ့သင်ရဲ့ကိုယ်ကွယ်ခြင်းကနှလုံးကိုဖွင့်လျက်ဘုရားသခင်အကုန်ချပါတယ်ဒီနေ့အကုန်ချပါတယ်အကုန်ပစ်ချလိုက်တယ်အဲ့ဒီကိုးကွယ်ခြင်းထဲထဲမှာမှဘုရားသခင်ကသင်ရဲ့ဖုံးအုပ်ခြင်းတွေကိုဖယ်ရှားတယ်အာမင်လူက၄7ကနေ19ကိုကြည့်ရင်လူက၄7ကနေ19ကိုကြည့်ရင်ယေရှုကတရားစရက်ထဲကိုရောက်လာတဲ့အချိန်မှာတရားစရက်မှုကဟေရှားကျမ်းကိုပေးလိုက်တယ်အဲ့ဒီအချက်ကဒီဟာကတကယ်ကြီးနော်ဒီကျမ်းကိုပေးလိုက်တဲ့အချိန်မှာကျမ်းစာကိုဖွင့်တော်မူလေတွေ့တော်မူသောအချက်ဟုမူကားထာဝရဘုရား၏ဝိညာဉ်တော်သည်ငါအပေါ်မှာတည်တော်မူ၏ထာဝရဘုရား၏ဝိညာဉ်တော်သည်ငါအပေါ်မှာတည်တော်မူ၏အကြောင်းမူကားဆင်းရဲသားတို့အားဝမ်းမြောက်စရာသတင်းကိုကြားပြောစေခြင်းကငါ့ကိုဗိသိက်ပေးတော်မူ၏ကြေမွာသောသူတို့၏အနာကိုပျောက်စေခြင်းက၎င်းဖန်ထားချုပ်သွားလည်းရှိသောသူတို့အားလွတ်ချင်းအကြောင်းနှင့်မျက်စိကန်းသောသူတို့အားမျက်စိမြင်ပြန်ခြင်းအကြောင်းကိုပြစေခြင်းက၎င်းညှင်းဆဲခံရသောသူတို့ကိုကယ်မစေခြင်းက၎င်းထာဝရဘုရား၏မင်္ဂလာနှစ်ကာလထာဝရဘုရား၏မင်္ဂလာနှစ်ကာလကိုကြားပြောစေခြင်းက၎င်းငါ့ကိုစေလွတ်တော်မူ၏ပြောလဲပြီးတော့ကျမ်းစာကိုလိတ်လိုက်တယ်ပြီးတော့မှထိုင်ပြီးတော့အဲ့ကျမ်းစာကိုပြန်ပေးလဲပြီးရောထိုင်ပြီးအားလုံးကြည့်တယ်လူအားလုံးကလည်းသူ့ကြည့်တယ်အားလုံးကလည်းသူ့ကြည့်တယ်ပြီးတော့မှအောက်မှာပြောတဲ့စကား21မှာယေရှုကလည်းယနေ့ပင်ဤကျမ်းစာချက်သည်သင်တို့ကြားသည့်တိုင်းပြည့်စုံလိမ့်မည်အာမင်ပြည့်စုံလိမ့်မည်အဲ့နေ့ကတည်းကပြည့်စုံနေတာဖြစ်တယ်ငါကိုဗိသိက်ပေးထားပြီးသားတဲ့ငါကိုဗိသိက်ပေးထားပြီးသားလောကရဲ့ဘုရားကမင်းတို့ကိုဖုံးအုပ်ထားလို့မရဘူးလောကရဲ့ဘုရားကမင်းတို့ကိုချုပ်ထားလို့မရတော့ငါရောက်လာပြီအဲ့ဒါငါပဲတဲ့အဲ့ဒါငါပဲတဲ့ဒီနေ့ခရစ်တော်ရောက်တဲ့နေရာခရစ်တော်ရှိတဲ့နေရာကအုပ်ထားခြင်းအလုံးဖယ်ရှားတယ်ဖုံးအုပ်ထားခြင်းအလုံးဖယ်ရှားတယ်သင်တို့နားကိုမကြားစေတဲ့လောကရဲ့ဘုရားရဲ့နားပိတ်ထားခြင်းဒါကြောင့်ဒီနေ့ကအနာရောဂါဆိုတာစာရန်နှိပ်စက်လို့အနာရောဂါဖြစ်နေတဲ့သူတွေအားလုံးကိုချက်ချင်းပြန်ကောင်းရတဲ့အခွင့်ပေးတယ်။စာရန်ပိတ်ထားတဲ့နားတွေအားလုံးကိုပြန်ပြီးဖွင့်ပေးတယ်။အဲ့ဒါခရစ်တော်ကဗိသိက်နဲ့ခရစ်တော်ရဲ့ဗိသိက်နဲ့အဲ့ဒီအမှုကိုပြုတ်ရဖြစ်တယ်။ငါ့ကိုဗိသိက်ပြီးအဲ့ဒီနေ့ကလေးကဒီနေ့ထိအနည်း2000ပြည့်စုံခြင်းဖြစ်တယ်။ဒီနေ့သင်တို့တိဖို့ကသင်တို့အဲ့ဒီလွတ်ချင်းထဲမှာနေနေတဲ့သူတွေဖြစ်တယ်။
အဲ့တော့လောကကြီးကကိုယ်ပိတ်ထားလို့ရှိရင်အေးငါ့ကိုပိတ်ထားပေမဲ့ငါကခရစ်တော်ရဲ့ဗိတ်သိက်နဲ့ငါဟာလွတ်ပြီးဖြစ်တယ်ဧဝံဂေလိတရားသည်ငါ့ကိုလွတ်ပြီးဖြစ်တယ်ဆိုတဲ့ဝန်ခံခြင်းကသင်တို့ကိုလွတ်စေမှာဖြစ်တယ်ဘာပဲချုပ်တာငါ့ကိုလွတ်ပြီးလို့ဝန်ခံခြင်းဒါကြောင့်ကျွန်တော်တို့တစ်ခါကျဆူတောင်းပေးတယ်နော်နတ်ဆိုးကထွက်ပြီးခရတွေထွက်သွားခရတွေအဲ့ကောင်ပြန်ဝေပြီးပြန်ရောက်လာဟောဆို तू ကမသိဘူး तू မသိတဲ့ခါကျတော့အဲ့ဒီကောင်ကသူ့လောက်ကိုတနာသေးတယ်ခုနကောင်လောက်ပြန်ခေါ်ပြီးပြန်ဝင်လာဘာဖြစ်လို့လဲတိဖို့ကငါလွတ်ပြီလို့ဝန်ခံမှုဖြစ်တယ်ငါသိပြီငါလွတ်ပြီအဲ့ဒီအရှင်ကငါကိုငါအထဲထဲမှာနေနေတာဖြစ်တယ်ဘယ်သူမှလာနေလို့မရဘူးဒါကြောင့်ယေရှုကပြောတယ်လေနတ်ဆိုးထုတ်ပြီးသွားတဲ့အချိန်မှာတုတ်တင်ရှင်းလင်းထားတဲ့နေရာကိုနတ်ဆိုးခုနကောင်ခေါ်ပြီးဝင်လာတယ်ဘာလို့ဝင်လာအထဲကိုခရစ်တော်ကိုမထဲလို့ဖြစ်တယ်ခရစ်တော်ကိုအထဲမထဲလို့ဖြစ်တယ်ဒီနေ့သင်တို့ခရစ်တော်ကိုလက်ခံတယ်သင်တို့လက်ခံတာနှုတ်နဲ့ပဲလက်ခံထားရင်သင်တို့အထဲထဲမှာအပြည့်အဝနေရာယူဖို့ခက်တယ်ဒီနေ့ဝတ်ပြုခြင်းကိုးကွယ်ခြင်းဆိုတာသူ့ရဲ့အထဲကလောင်းချခြင်းစီးထွက်ခြင်းအလုံးစုံပေးခြင်းနဲ့ဘုရားခင်သူအလုံးစုံပေးခြင်းတာငါရဲ့ဖြစ်ခြင်းအားလုံးမင်းတို့ကိုပေးခြင်းနဲ့ဘုရားမင်းတို့ရှိတဲ့ဟာအကုန်လုံးအရှိမချလိုက်တော့လောကနဲ့ဆိုင်နေရအကုန်ချခဲ့လိုက်ဒီနေ့ငါပေးသောအရာကအထက်အရာနဲ့ဆိုင်သောမာနမုံကိုကြွေးချင်တာဖြစ်တယ်အာမင်မာနမုံကိုကြွေးချင်တာဖြစ်တယ်ပြဿနာဖြစ်ပြီဆိုရင်သိဖို့ကကျွန်တော်တို့ကနေ့တိုင်းကျေးဇူးနဲ့ကရုဏာကိုခံရတဲ့သူတွေဖြစ်တယ်အရင်ဆုံးသိဖို့ကငါတို့ကကျေးဇူးတော်နဲ့ကရုဏာကိုနေ့တိုင်းခံရတဲ့သူတွေဖြစ်တယ်နာနဲ့မိုးလင်းတိုင်းငါတို့ကကျေးဇူးတော်နဲ့ကရုဏာနဲ့နိုးထတဲ့သူတွေဖြစ်တယ်ဒီအရာကိုသိဖို့ဖြစ်တယ်လောကရဲ့ချုပ်ထိန်မှုအထဲထဲမှာရှိတော့တာမဟုတ်ဘူးလောကကြီးကငါတို့ကိုဘယ်လိုပဲကင်ဖန်းငါတို့ကဘုရားသခင်ရဲ့ထာဝရနေ့ရက်ကာလထဲမှာရှိနေသူတွေဖြစ်တယ်မင်္ဂလာနေ့ရက်ကာလထဲမှာနေနေသူတွေဖြစ်တယ်အဲ့ဒီအရာကိုအမြဲတမ်းဆွဲလန်းနေဖို့ဖြစ်တယ်ကောင်းပြီယေမိမြည်တမ်းခြင်း3:20-26ယေမိမြည်တမ်းခြင်း3:20ကနေ26ဒီကျမ်းချက်ကကျွန်တော်ရဲ့ဘဝရဲ့အသက်ဖြစ်တယ်ဒီကျမ်းချက်ကကျွန်တော်ဘဝရဲ့အသက်ဖြစ်တယ်ဘယ်သူမှမကယ်နိုင်တဲ့အချိန်မှာကယ်ခဲ့တဲ့ကျမ်းချက်ဖြစ်တယ်ရှင်းလားဘယ်သူမှမကယ်နိုင်တဲ့အချိန်မှာကယ်ခဲ့တဲ့ကျမ်းချက်ဖြစ်တယ်မင်းတို့တော့ကယ်နိုင်မဲ့သူတယောက်မှမရှိဘူးဘုရားသခင်ကိုပဲဆုတောင်းတော့ဆိုတဲ့အချိန်မှာခေါင်းထဲမှာကြံတဲ့ကြံပိုက်ကဒီတစ်ပိုက်ပဲကြံတယ်စေဘီလောက်ရှိတဲ့လမ်းမှာကျွန်တော်တနေ့အချိန်ပေါင်းဘယ်နှရာမှမသိဘူးကျွန်တော်ရွတ်ခဲ့တဲ့နှုတ်ကပတ်တော်ဖြစ်တယ်ဒီနေ့ခက်ခဲမှုတိုင်းမှာဘုရားသခင်တစ်အနာမှာကြိုင်ဖမ်းနေဆိုတာအခြေအနေအလုံးပြောင်းပြန်လာသွားတယ်နော်ဖတ်ကြအောင်အိုဒါမဟုတ်လေရေမိမြည်တမ်းခြင်းသမီးမြည်တမ်းခြင်းမလေးဟိုမှာဖောက်ပြန်တော့သူငယ်တဲ့ကြမ်းချက်ကကြောက်စရာကြည့်လို့ကြပါဦးနော်ကဲဖတ်ကြအောင်အားလုံးထာဝရဘုရားသည်တနာတော်မူ၍ကရုဏာတော်သည်မကုံသောကြောင့်ငါတို့သည်ဆုံးရှုံးခြင်းသို့မရောက်ဘဲနေကြ၏အာမင်ဘယ်တော့မှငါတို့မဆုံးရှုံးဘူးကွာဘယ်နေရာရောက်နေဒီကြမ်းမိုက်ကိုကျွန်တော်ရွတ်တဲ့အချိန်မှာကျွန်တော်ဆုံးရှုံးနေတဲ့အချိန်ဖြစ်တယ်ဘယ်သူမှမကယ်နိုင်တဲ့အချိန်ဖြစ်တယ်မင်းတို့ဘယ်သူမှမကယ်နိုင်တော့ဘူးနော်လို့ဖယားကိုပဲဆူတောင်းတော့ဆိုတဲ့စကားကိုကယ်နိုင်သောသူတွေကပြောလိုက်တဲ့စကားဖြစ်တယ်ဒါပေမဲ့ချက်ထားတဲ့ကြမ်းမိုက်တွေအလိုလစ်သွားတယ်အရှမ်းနေယုံကြည်ခြင်းတွေလစ်သွားတယ်အဲ့ချိန်မှာကြာရင်လူစွမ်းအားအရင်အမြင့်အလုံးပျောက်သွားတယ်တဲ့အရစိတ်တကြတဲ့အချိန်မှာလေပြောရရင်တော့နှုတ်ကတော့မမြင်နိုင်တော့ဘူးစိတ်တကြတယ်ကြောက်တယ်ကွာအသေးကြောက်တယ်ရေလည်းစိတ်တကြတယ်ကွာဘာဖြစ်မှမသိတဲ့ရောက်ကြောက်တယ်ကွာအဲ့ဒီအချိန်မှာရောက်လာတဲ့နှုတ်ကပတ်တော်ဖြစ်တယ်ထာဝရဘုရားသည်တနာတော်မူ၍ကရုဏာတော်သည်မကုံသောကြောင့်ငါတို့သည်ဆုံးရှုံးခြင်းသို့မရောက်ဖဲနေကြတယ်ကရုဏာတော်နေ့တိုင်းရှိတယ်ကွာငါတို့ကဘယ်တော့မှဆုံးရှုံးမှာမဟုတ်ဘူးအောက်တကြောင်နတ်နဲ့တိုင်းကရုဏာအသစ်ကိုခံရကြ၏တစ္ဆာတော်သည်ကြီးမြတ်တယ်တစ္ဆာပေးထားတာဖြစ်တယ်ဘုရားသခင်ကတစ္ဆာရှိတယ်ဘုရားကရုဏာအသစ်ကိုခံရတဲ့မင်းရဲ့နေ့တိုင်းဟာငါရဲ့ကရုဏာထဲမှာရှိတယ်ဘုရားသခင်ဖြစ်တယ်
အာမင်နန္တဲ့တိုင်းကရုဏာအသစ်ကိုခံရတယ်နောက်တစ်ကြောင်းငါဝိညာဉ်ဤသဘောဟုမူကားငါဝိညာဉ်ဤသဘောဟုမူကားထာဝရဘုရားသည်ငါဤအဖို့ဖြစ်တော်မူ၏ထို့ကြောင့်ကိုတော်ကိုငါမျှော်လင့်ပါ၏ငါဝိညာဉ်သင်ခန္ဓာကိုယ်လို့မပြောဘူးဝိညာဉ်ငါဝိညာဉ်ဤအဖို့ထာဝရဘုရားသည်ငါအဖို့ဖြစ်တယ်ဟေးဘုရားသခင်ကငါအဖို့ဖြစ်တယ်အရန်ရင်ချင်းနီးတဲ့ဝန်ခံချက်ဖြစ်တယ်အရန်ရင်ချင်းနီးတဲ့ဝန်ခံချက်ဖြစ်တယ်ထာဝရဘုရားသည်ငါဤအဖို့ဖြစ်တော်မူ၏ထို့ကြောင့်ကိုတော်ကိုငါမျှော်လင့်တယ်ကိုတော်ကိုကျွန်တော်မျှော်လင့်ပါတယ်ကိုတော်ကိုမျှော်လင့်ပါတယ်အောက်တစ်ကြောင်းသမီးကိုတော်ကိုမျှော်လင့်သောသူနှင့်ကိုတော်ကိုရှာသောသူဤစိတ်ဝိညာဉ်အားထာဝရဘုရားသည်ဂျေဇုပြုတော်မူ၏အာမင်ဟာလေလုယာဂျေဇုပြုတော်မူတယ်ကိုတော်ကိုမျှော်လင့်သောသူနှင့်ကဲတင်တော်မူမည်ဟုမျှော်လင့်လျက်ငြိမ်ဝတ်စွာစောင့်၍နေကောင်း၏ဂျေဇုနှင့်ကရုဏာတော်အခြေအနေတွေအားလုံးပြောင်းသွားတယ်ဒီဝန်ခံခြင်းကကျွန်တော်တို့အခြေအနေအားလုံးပြောင်းခဲ့တယ်ဘုရားသခင်ကငါရဲ့ကရုဏာထဲမှာရှိတဲ့သားလောကကြီးကမင်းကိုနှိပ်စက်တယ်မင်းတို့ကိုကြာရှုံးဖို့အကြိမ်ကြိမ်ငါရှိပြန်ဒူးထောက်ဖို့အကြိမ်ကြိမ်လုပ်ပင်မဲ့မင်းရဲ့ဝန်ခံခြင်းနဲ့မင်းရဲ့ယုံကြည်ခြင်းမင်းရဲ့ဝိညာဉ်ကငါ့ကိုအားကိုးတဲ့အခါမှာမင်းနဲ့ငါအတူရှိခြင်းတက်တဲ့အဖြစ်ငါရဲ့ကရုဏာတော်ဟာမနေ့တိုင်းမင်းတို့ရောက်လာတယ်ကျွန်တော်ပြောတယ်မလားကျွန်တော်မနေ့3နိုင်လောက်မှလာဖက်တယ်ဆိုအဲ့ဒီကရုဏာဖြစ်တယ်ဒီ physical ကကျွန်တော်ကိုတောက်လောင်စေတာဖြစ်တယ်ဒါအလွန်အသက်ရှင်တဲ့နှုတ်ကပတ်တော်ဖြစ်တယ်ကျွန်တော်အသက်တာရဲ့အသက်ဖြစ်တယ်ဒီနှုတ်ကပတ်တော်ကျွန်တော်ကိုအိုက်ထဲကနေပြီးတော့ဆွဲနှုတ်ခဲ့တယ်ဘုရားသခင်ဒီနေ့အခက်အခဲတွေကြားထဲမှာအများကြီးရှိနေတဲ့သူတွေရှိတယ်ဖြတ်သားနေတဲ့သူများစွာရှိတယ်ဒီနှုတ်ကပတ်တော်ကသင်တို့အတွက်ဖြစ်ပါတယ်အာမင်အာမင်ကယ်တင်တော်မူမည်ဟုမျှော်လင့်လျက်ယင်ဝတ်စွာစောင့်၍နေကောင်းတယ်အဲကြောင့်ပြဿနာဖြစ်ရင်လူတွေကဟိုပြေးလိုက်ဒီပြေးလိုက်နဲ့ဟိုဖုန်းဆက်ဒီဖုန်းဆက်လိုက်နဲ့အဲ့ဒီအကြောင်းတွေပြန်ပြောပြီးရှေ့မရောက်ဘူးဒီလိုဖြစ်တင်တာပေါ့ဟိုလိုဆိုမကောင်းဘူးလားနဲ့အားလုံးကထင်ကြီးပဲပြီးတတ်တယ်မပူနဲ့အဖြေကဘုရားသခင်စီမှာရှိတယ်တည့်ရဲ့အနာဂတ်ကိုရေးထားပြီးသားဖြစ်တယ်တည့်ရဲ့အနာဂတ်ကိုရေးထားပြီးသားဖြစ်တယ်အဲ့ဒီအနာဂတ်ကိုမြင်ပြီးသင်လိုက်လျှောက်ဖို့ငြိမ်ဝတ်စွာစောင့်နေပါကဲတင်တော်မူမည်ဟုမျှော်လင့်လျက်ကရုဏာတော်ကိုနေ့စဉ်မျှော်လင့်ပါဒီနေ့ဂျေဇုနဲ့ကရုဏာနဲ့ခေါ်ထားတဲ့ဘုရားသခင်ဖြစ်တယ်အာမင်အာမင်ဒါကြောင့်ရှင်ပေါလုဟာသူ့အသင်းတော်တွေတပည့်တွေကိုသူဆုတောင်းပေးတဲ့အချက်မြင်စေဖို့အတွက်ဆုတောင်းပေးတဲ့အချက်ရှိတယ်အေဖက်1 19ကနေ19လေးကိုကြည့်အောင်အေဖက်1 19ကနေ19မြင်ဖို့သူအမြင်ဆုတောင်းကျွန်တော်အရင်တော့အပတ်ကလည်းပြောတယ်နော်မြင်ဖို့တွေကျွန်တော်ကမြင်ဖို့တွေကျွန်တော်အရင်ပြောတယ်အဲ့ဒီဘုရားသခင်ရဲ့မှန်ကန်စွာဝတ်ပြုခြင်းရဲ့အထင်မှာမြင်တတ်ခြင်းမျက်စိကိုပွင့်တယ်ဆုတောင်းသောအချက်ဟူမူကားငါတို့သခင်ယေရှုခရစ်၏ဘုရားသခင်ဖြစ်တော်မူသောဘုန်းကြီးသောအဖခမဲတော်သည်ကိုယ်တော်မြတ်ကိုတည်ခြင်းအလုံးဟာပညာကို၎င်းထိုးထွင်းသောဉာဏ်ကို၎င်းသင်တို့အားပေးပါမည်အကြောင်းခေါ်တော်မူသောကြောင့်မျှော်လင့်ရသောအရာကအဘယ်အရာဖြစ်သည်ကို၎င်းခဏလေး तू ကတကြောင်ထဲမှာအကြောင်းတွေအများကြီးရေးထားတယ်ပြည့်စုံခြင်းတွေအများကြီးကိုတစ်ခါတည်းတကြောင်ထဲပေါင်းရေးထားတော့ရောနေတယ်လို့ပဲခေါ်တော်မူသောကြောင့်မျှော်လင့်ရသောအရာကအဘယ်အရာဖြစ်စီကို၎င်းခေါ်တော်မူသောကြောင့်ဘုရားသခင်သူ့အမှုတွေခေါ်ထားတဲ့သူတွေခရစ်တော်ကလူတွေအများကြီးကိုပုံပမာနဲ့ပြောပေမဲ့ငါတပည့်တွေမင်းတို့တော့နားလည်ရတဲ့အခွင့်ရှိတယ်သူအနားမှာခေါ်ထားတဲ့သူတွေနားလည်ရတဲ့အခွင့်ရှိတယ်သူတပည့်တွေကိုပြောတာဖြစ်တယ်ရှင်ဘောလို့ကသူတပည့်တွေအမှုတော်ထဲမှာတွာလာနေတဲ့တပည့်တွေကိုဒီနေ့ဆရာအခု ministry အသီးသီးမှာပါနေကြတဲ့ leader တွေကိုပါဝင်ကြတဲ့သူတွေရောက်စီကိုဆရာနားလည်စေခြင်းနဲ့တစ္ဆာနဲ့လှုပ်ခြင်းကိုဘုရားသခင်ကြိုက်တယ်ဒီနေ့နံဝိညာဉ်နဲ့ကိုးကွယ်ဖို့ဖြစ်တယ်နံဝိညာဉ်နဲ့လှုပ်ဆောင်ဖို့ဖြစ်တယ်ဝိညာဉ်တွေကိုချစ်တတ်မှသင်တို့အမှုတော်ထဲမှာလှုပ်လို့ရမယ်ဝိညာဉ်တွေကိုချစ်တတ်မှသင်တို့ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာကိုရမယ်အာမင်ဒါ
ဒါကြောင့်မျောလင့်ရသောအရာကအဘယ်အရာဖြစ်သည်ကို၎င်းအဘယ်အရာဖြစ်သည်ကို၎င်းလောကမှာမရှိလို့ဖြစ်တယ်အဘယ်အရာဖြစ်တယ်ဆိုတော့အထက်အရာနဲ့ဆိုင်သောအရာဖြစ်လို့တန်ရှင်းသူတို့ဒီခံရသောအမွေတော်ဤဘုံစည်းစိမ်ကားဆိုတော့ဘုံစည်းစိမ်ကတော့လောကစည်းစိမ်နဲ့တော်တော်တိုင်းကြတယ်နော်မနှိုင်းနဲ့နော်အဲ့ဒီဘုံစည်းစိမ်ကအဲ့ဒါအထက်အရာနဲ့ဆိုင်တဲ့ဘုံစည်းစိမ်ဖြစ်တယ်သိမြင်ခြင်းဉာဏ်ပညာဖြစ်တယ်သင်ဘယ်အရာကိုဘယ်လိုသုံးရမလဲဆိုတော့နားလည်သွားတာဖြစ်တယ်သင်ရဲ့ဘုရားသခင်ထားတဲ့ position ကိုနားလည်သွားတာခံရသောအမွေတော်ဤဘုံစည်းစိမ်ကအဘယ်မျှလောက်ကြီးသည်ကို၎င်းအောက်ကိုတစ်ချက်ယုံကြည်သောငါတို့၌ပြတော်မူသောအလွန်ကြီးလှစွာသောတကူတော်ကအဘယ်မျှလောက်ကြီးသည်ကို၎င်းယုံကြည်တာနဲ့ပြတဲ့တကူတွေတဲ့ဘုရားသခင်ကတကူနဲ့ခေါ်လာတာဖြစ်တယ်နော်အဲကြောင့်ဘုရားသခင်ရဲ့နိုင်ငံကစကားမှမတည်ဘူးတကူနဲ့တည်တယ်ဘာလို့ဆိုသင်တို့ကိုတကူနဲ့ခေါ်တာဖြစ်တယ်တကူနဲ့မျက်စိဖွင့်တာဖြစ်တယ်တကူနဲ့နားကြားစေတာဖြစ်တယ်တကူနဲ့မြင်စေတာဖြစ်တယ်ဒီတကိုးကိုမြင်ဖို့အတွက်ကိုဘုရားသခင်သူ့ကိုမှန်ကန်စွာဝတ်ပြုခြင်းကိုနားလဲဖို့ဒါကြောင့်ခေါ်ထားပြီဆိုလို့ရှိရင်ယုံကြည်သောငါတို့၌ပြတော်မူသောအလွန်ကြီးလှစွာသောတကိုးတော်ကအဘယ်မျှလောက်ကြီးသည်ကို၎င်းသင်တို့သည်သိစေခြင်းဟာသင်တို့၏ဉာဏ်မျက်စိကိုလင်းစေပါမည်အကြောင်းဆုတောင်းပတနာပြုတယ်တဲ့ကောင်းကြီးပေးတာတော့ကောင်းဆောင်တယောက်ရဲ့ဆုတောင်းကောင်းကြီးပေးခြင်းကအဲ့ဒီတပည့်တွေပေါ်မှာတက်ရောက်တယ်တပည့်တွေပေါ်မှာတက်ရောက်တဲ့အတွက်သူဆုတောင်းကောင်းကြီးပေးတယ်ငါ့ကိုပေးထားတဲ့ဉာဏ်မျက်စိအလုံးမင်းတို့အပေါ်မှာတက်ရောက်ပါစေဘုရားသခင်မင်းတို့ကိုမင်းတို့အချိန်မင်းတို့အရွယ်ရောက်တဲ့နေ့မှာအဲ့ဒီဉာဏ်မျက်စိပွင့်လိမ့်မယ်အဲ့ဒီဉာဏ်မျက်စိပွင့်တဲ့သူဆုတောင်းပေးတယ်ဘယ်အထိပြည့်စုံမှာလားဘယ်အရွယ်အထိပြည့်စုံစေချင်တာလဲကြီးရင်ချင်းအရွယ်ကိုဘယ်အရွယ်အထိကြီးရင်စေချင်လဲဆိုတော့အေဖက်3:18ကိုကြည့်အောင်ကျမ်းစာသင်တို့တော့ဖြစ်နေတာပါနော်ဒါပေမဲ့ကျွန်တော်တစ်ချက်စီကျွန်တော်ဆွဲခေါ်သွားမယ်တခြားမဟုတ်ကြည့်ရဖို့အလွယ်ရောက်ပြီတခါကျဘုရားကျောင်းတက်ပြီးအနည်း20လည်းမကြည့်ဘူးဖြစ်ကြတယ်နော်ဘာလို့နှုတ်ကပတ်တော်နဲ့သွားမှကြီးတာလေနော်နှုတ်ကပတ်တော်ကသင်တို့ကြီးထွားခြင်းပေးမယ်နှုတ်ကပတ်တော်ကသင်တို့ကိုလမ်းပြမယ်မှန်ကန်စွာဝန်ခံခြင်းကသင်တို့အသက်တာမှာဘုရားသခင်ကသင်တို့ကိုကြီးထွားခြင်းပေးမှာဖြစ်တယ်အေဖက်3:18ကနေ21ပြီတင်တို့သည်တန်ရှင်းသူအပေါင်းတို့ဤနိတူတဲ့ကောင်းပြီဘုရားသခင်ကတန်ရှင်းခြင်းကိုယေရှုခရစ်တော်အဖြစ်ငါသည်ဖြောင့်မတ်တော်သူဖြစ်တယ်ဖြောင့်မတ်တော်သူဖြစ်တယ်ဆိုပြီးပိပိတူးတူးနဲ့တော့ဝင်မလာနဲ့နင်းကိုနေလဲရေချိုးခဲ့အောင်နန်းစော်နေတာကိုလိုချင်တာမဟုတ်ဘူးနင်းကငါကလူရသွင်းပြီးအထဲခေါ်သွင်းတာလေနင်းကိုနင်းတော့တန်ရှင်းအောင်လုပ်နင်းကငါတန်ရှင်းအောင်ငါဆေးပေးမယ်ဆပ်ပြလဲပေးမယ်နင်းကငါဗရက်နဲ့လဲတိုက်မယ်ကြီးထထနဲ့ဝင်သွားတာဖြစ်တယ်ယုံကြည်သူအသက်တာကလေစပြောင်းလဲလို့ရှိရင်လေကြီးထထနဲ့လို့မှတ်လိုက်ကြီးထထကိုခဏဆေးရတယ်နှုတ်ကပတ်တော်ရေနဲ့ဆေးရတယ်ဒါကြောင့်မလို့နှုတ်ကပတ်တော်နားထောင်ငုတ်တုတ်ထိုင်ခိုင်းထားတယ်ထောင်ကြာမကြာအိတ်ဖဲငိုင်းထောင်ရဲအဲ့လိုပြောင်းလဲသွားသူ့နားကိုလောကဖះဘလောက်ပိတ်ထားလို့မရဘူးပိတ်ထားလို့မရအောင်ယုံကြည်ခြင်းနဲ့အပေါ်ကပြောနေတဲ့အခါမှာနားပွင့်ရတဲ့အခွင့်ကိုပေးတယ်ကြီးထပ်ပြီးတော့ကျွန်တော်တို့အရင်တော့ဖြစ်တဲ့အခါမှာလေချက်ချင်းကြီးပြောင်းလဲပြီးငါပြောင်းလဲပြီးဟော့ရှော့ပေါ်တခါတည်းဖြစ်ချင်တာဆရာဒေးဗစ်ကပြောတယ်ကြီးတွေရမ်းထူရင်လေတဖြည်းဖြည်းဆရာကကြီးတွေခွာချကြီးတွေခွာချဗရက်နဲ့တိုက်တခါတည်းမပြောင်းဘူးတဲ့ကြီးတွေအဲ့ဒါတွေကြီးတွေကကိုကတော့လူတာတဲ့ဘုရားကျောင်းလာလိုက်အရှိမကြတော့တန်ရှင်းသလိုအင်ကြီးအစ်စ်ဝတ်လာလိုက်ရေတော့မချိုးလာဘူးအပြန်သား brand တွေပါတွေဝတ်ပြီးရောက်လာလိုက်အထဲမှာတော့ပေတူးပြီးတော့အင်လေးရောက်ကအဲ့ဒီအင်ကြီးပြေးပြီးရှင်တော်တဲ့ပြေးလူရောကိုအရင်ဘွားတယ်ပြေးလူတဲ့ဘွားတယ်ဘုရားသခင်ကတန်ရှင်းတဲ့အထီးကိုမင်းကိုလှုပ်စေချင်တာအလျားအနံအနဲ့အမြင့်နှိမ့်ကြအကုန်ငါသိစေချင်တယ်ငါအကြောင်းအကုန်သိစေချင်တာလေကဲအောက်တစ်ချောင်းကြည့်အောင်တင်တို့ဒီတန်ရှင်းသူအပေါင်းတို့ဤနီးတူအနံအနဲ့အမြင့်တို့ကိုပိုင်းခြား၍တည်ခြင်းက၎င်းဘုရားသခင်ကမင်းကိုဘယ်လောက်ထိအမြင့်အနဲ့မင်းကငါဘယ်လောက်မှန်းထားလဲသူ့အတိုင်းအတာကိုသိစေခြင်းနဲ့တဲ့ဘုရားကြောင့်မင်းကိစ္စနဲ့မင်းမလာနဲ့တဲ့ငါမင်းကိုမျှော်မှန်းထားတဲ့ရောက်သိဖို့လာခဲ့ပါလားငါမင်းကိုဘယ်လောက်မျှော်မှန်းထားလဲဆိုတော့သိဖို့မင်းလာခဲ့ပါဘာလို့ငါအဲ့ထဲမှာမင်းကိုငါစကားပြောချင်တာဖြစ်တယ်မင်းကငါဘယ်လောက်ချီးမြှောက်မလဲဆိုတော့မင်းသိဖို့ဖြစ်တယ်တခါလေကြာရှိရလေဘုရားခင်
ရှိသေးတယ်ကျွန်တော်တို့တချို့ဆိုကြားဘူးတယ်ငါတို့တွေယေရှုခရစ်တော်အဖြစ်ငါတို့တွေအယမ်းချမ်းသာကြမယ်အေးပြောတော့ဟုတ်တယ်လို့တဲ့သီလားတခါလေကြတော့သူချမ်းသာခြင်းလို့ရှေ့ရောက်လာတယ်နေ့ကငါပေးတာလောကနဲ့ဆိုင်တဲ့လောကဖရာရဲ့ပစ္စည်းပေးခြင်းတော့မဟုတ်ဘူးငါမင်းကိုပေးတာငါအထက်ရက်ကမာနမုံကိုပေးခြင်းတာဖြစ်တယ်ငါအထက်ရက်ကမာနမုံကိုပေးခြင်းတာဖြစ်တယ်ဒါကြောင့်နိုင်ငံတော်ဆိုတော့ဘုရားသခင်ကိုရရှိခြင်းရဲ့ပြည့်စုံခြင်းဖြစ်တယ်နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားဆိုတာကကိုယ့်ကိုဘုရားသခင်ခရစ်တော်ရဲ့လွှမ်းခြုံခြင်းဖြစ်တယ်အဲ့ဒီလွှမ်းခြုံခြင်းကဘုရားသခင်အရှိကိုရောက်သွားလို့ရှိရင်လဲမသိတော့ဘူးအရင်တော့သေတယ်ကလကအထဲကိုဝင်တာနဲ့သေတယ်ဘာလို့အပြစ်ကြောင့်သေတာကိုယ့်အပြစ်နဲ့ကိုယ်သေတာ तू မတတ်ဘူးကိုယ့်အပြစ်ကသေစေတယ်ဒါပေမဲ့ဒီနေ့ခရစ်တော်ရဲ့ဝတ်ယုံခြုံပေးလိုက်တဲ့ခါမှာသူ့ရဲ့ဖြူစင်ခြင်းနဲ့ကိုယ့်အပြစ်အားလုံးအတွက်သူဆက်ပေးခြင်းနဲ့သူ့ရဲ့လွှမ်းခြုံခြင်းကဘုရားသခင်အနားမှာနေရတဲ့ခွင့်ခရစ်တော်ဘာလို့ညာဘက်နားမှာနေလဲဘုရားသခင်ရဲ့လက်ရဘက်မှာဘာလို့သွားနေလဲဒီနေ့သူ့အထဲထဲမှာကျွန်တော်တို့ရှိနေတာဘုရားသခင်အနားမှာရှိနေတယ်ကျွန်တော်တို့ထဲမှာတန်ရှင်သောဝိညာဉ်တော်ကျွန်တော်တို့နဲ့အတူရှိပြီးတော့ငါအဖပြောတဲ့စကားသံကိုမင်းတို့ငါပြောမယ်မင်းတို့ပြောတဲ့စကားသံကိုငါအဖကိုငါပြန်ပြောမယ်ဒီနေ့ကျွန်တော်တို့ကိုအဆွေလို့ခေါ်ပြီးသူ့အထဲထဲမှာထည့်ပြီးဘုရားသခင်အနားမှာထားတယ်ဒါကြောင့်ညံမျက်စိပွင့်ပါတဲ့ငါခေါ်တာအချီးနှီးခေါ်ထားတာမဟုတ်ဘူးတဲ့ကဲအောက်ကိုကြည့်အောင်ကိုညံနဲ့မသိနိုင်သောခရစ်တော်၏မြတ်တာကိုတဲ့သိနာလေခြင်းက၎င်းတင်တို့သည်တတ်ဆွမ်းနိုင်သဖြင့်ဘုရားသခင်၏ပြည့်စုံတော်မူခြင်းရှိသမျှနှင့်အညီပြည့်စုံပါမည်အကြောင်းငါသည်ဆုတောင်းလေးရှိဘုရားသခင်ရဲ့ပြည့်စုံခြင်းအလုံးစုံနဲ့ဒီနေ့အဲ့ဒီအထီးဘုရားသခင်ရဲ့ပြည့်စုံခြင်းအလုံးစုံပြောချင်တာကမင်းအတွက်ရေးထားတဲ့စာမင်းကိုပြည့်စုံခြင်းအလုံးစုံငါပေးချင်တယ်ဘုရားသခင်မင်းအဲ့ဒီအရာကိုမြင်ဖို့ငါညံမျက်စိပွင့်ဖို့ငါဆုတောင်းတယ်အလျားမြန်အနဲ့မြင်နေကြတယ်ကိုမြင်တာသေးသေးလေးယာကုပ်လိုပေါ့ तू တောင်းတာသေးတယ်ယာကုပ်တောင်းတာသေးနေရလေကောင်းမှုကျွေးမွေးပြီးတော့တဲ့ကောင်းမှုဝတ်စားပြီးအဖေအိမ်လောက်ပြန်ရင်တောင်းတာကြည့်အောင် तू တွေ့တာဘုရားသခင်တောင်းတာသူ့အဖေအိမ်ပြန်ဖို့တောင်းတယ်တခါလေးကျရင်ကျွန်တော်တို့တောင်းတာကိုတော့မှတီးနေပြီမဲ့ဘုရားသခင်ကသင်တို့အတွက်ကြီးမားစွာသောရည်ရွယ်ချက်ရှိတယ်ယာကုပ်ရဲ့ ID ပြောင်းသွားတာကြည့်နော်ယာကုပ်မတောင်းထားဘူးနော်ဘုရားသခင်ကသူ့ကိုလူမျိုးစုရဲ့အဖေတယောက်ဖြစ်ရတဲ့အခွင့်အရေးပေးထားတယ်ဒီနေ့အဲ့ဒီအလျားအနံအနဲ့အမြင့်အားလုံးကိုသိစေခြင်းနဲ့ဘုရားသခင်ကအဲ့ဒီအထဲကိုသင်တို့ကိုခေါ်တွင်းခြင်းတာဖြစ်တယ်ကိုညံနဲ့မသိနိုင်သောခရစ်တော်၏မြတ်တာကိုသိနာလေခြင်းက၎င်းသင်တို့သည်တတ်စွမ်းနိုင်သဖြင့်ဘုရားသခင်၏ပြည့်စုံတော်မူခြင်းရှိသမျှနဲ့ညီပြည့်စုံကြမည်ကြောင်းငါသည်ဆုတောင်းလေးရှိ၏ငါတို့၌ပြုပြင်သောတကိုးတော်အတိုင်း That's the power ငါတို့၌ပြုပြင်သောတကိုးတော်တိုင်းငါတို့တောင်းပန်ကြံစီသမျှထက်အလွန်ထူးခြားစွာပြုခြင်းကတတ်နိုင်တော်မူသောဘုရားသခင်သည်မင်းတောင်းတာထက်တောင်မှပို့ပြီးပေးတယ်ဘုရားကွာမင်းကိုမင်းသိပြီးမင်းကိုမင်းတောင်းတာလောက်ထက်တောင်မှတာ၍ပြုပြင်ခြင်းကိုတတ်နိုင်တယ်ဘုရားသခင်မင်းကိုငါမင်းတောင်းတာထဲငါပို့ပေးမဲ့ဘုရားဖြစ်တယ်ယေရှုခရစ်အပြင်အသင်းတော်၌ဒီနေ့အသင်းတော်၌ကျွန်တော်တို့အားလုံးအသင်းတော်တွေကသူတွေခရစ်တော်ရဲ့အသင်းတော်ထဲမှာရှိနေတယ်ဘုရားသခင်ရဲ့သားသမီးဖြစ်တဲ့သူအကုန်လုံးအတွက်ဖြစ်တယ်ကမ္ဘာဆက်ဆက်ဘုန်းကြီးတော်မူစေတည်းဆုတောင်းတာအာမင်ဟာလေလုယာအဲကြောင့်သင်တို့တောင်းမှန်ကြံစီသမျှတဲ့တာ၍ထူးကဲစွာပြုပြင်နိုင်တော်ဘုရားသခင်ကိုမှန်းထားတာလောက်နဲ့တောင်းမနေနဲ့တော့ဘုရားသခင်ကသင်တို့ကိုပြောင်းမြန်လှန်ပြီးတော့ကောင်းကြီးပေးခြင်းနဲ့ဘုရားသခင်သင်တို့အသက်တာကြီးကိုပြောင်းမြန်လှန်ပြီးဆွဲခေါ်သွားမယ်ဘုရားသခင်အာမင်အဲကြောင့်လောကရဲ့ချုပ်ထားတဲ့အရာအကုန်လုံးကငါအရှိရောက်ရင်ကြွာကြရမယ်မျက်စိပိတ်ထားတာအားလုံးကြွာကြမယ်အဲ့အတွက်ငါ့ကိုဘုံပေးထားတာဒီနေ့ကိုရထားတဲ့ခရစ်တော်ဘယ်တော့ဘုံကြီးလဲအဲ့တော့ငါ့ကိုပိတ်ထားတဲ့အရာအားလုံးမပိတ်ထားတော့ငါ့ကိုလှည့်စားထားတာဖြစ်တယ်ဟေးဒီဟာငါ့ကိုလှည့်စားထားတာဒီဟာကငါ့ကိုလှည့်စားထားတာလောကကလာလှည့်စားထားတယ်ငါ့ကိုမလှည့်စားနဲ့ငါကဒီနေ့မျက်စိပွင့်လင်းတော်သူဖြစ်တယ်နားကြားတော်သူဖြစ်တယ်ငါဘဝမှာငါ့ကိုသွားမဲ့လမ်းတွေကိုချုပ်ထားတဲ့အရာအားလုံးကဒီနေ့ပွင့်လင်းပြီဖြစ်တယ်အာမင်ယောဟန်73မှာခရစ်တော်သူ့တပည့်တွေကိုခေါ်ပြောတယ်ယောဟန်73 17လေးမှာပေါ့နော်ကောင်းကင်နိုင်ငံတော်အကြောင်းလေးကိုသူပြောတယ်လူတွေကတော့ကောင်းကင်နိုင်ငံအကြောင်းတင်ကောင်းကင်နိုင်ငံတီးလို့နေပြီကောင်းကင်နိုင်ငံတီးလို့နေပြီသူပြောတယ်ပြောပေမဲ့ကောင်းကင်နိုင်ငံဆိုတော့မသိပေမဲ့မသိကြဘူးဒါပေမဲ့တပည့်တွေကိုသူခေါ်ပြောတယ်
ကိုတော်ကသင်တို့ဒီကောင်းကင်နိုင်ငံတော်ဤနည်းနည်းသောအရာတို့ကိုသိရသောအခွင့်ရှိကြ၏ထိုသူတို့မူကားသိရသောအခွင့်မရှိရကြအောက်တစ်ချောင်းသိကောင်းတယ်နော်အကျဉ်သူသည်ယတဤထိုသူ၌ကြွယ်ဝပြည့်စုံခြင်းဟာပေးဦးမယ်အဲ့ဒါဝှက်ထားသောမာနမှုဖြစ်တယ်သင်တို့မူကားနားလည်ရသောအခွင့်ရှိတယ်တဲ့ဒီနေ့နားလည်တဲ့သူပဲရတာဖြစ်တယ်နားမလည်တဲ့သူမရဘူးအဲ့တော့နားပွင့်တဲ့သူပဲရမယ်နားမပွင့်တဲ့သူမရဘူးနားလည်တဲ့သူပဲရမယ်မင်းတို့ကတော့နားလည်ခွင့်ရှိတယ်မှန်ကန်စွာဝတ်ပြုတတ်တဲ့သူတွေခြေတော်ရင်မှာနားခိုလျက်ဘုရားသခင်ရဲ့အတန်ကိုစောင့်တယ်ငြိမ်ဝတ်စွာစောင့်၍နေကောင်း၏အဲ့ဒီအဖြေစောင့်တဲ့သူတွေပြဿနာကိုတစ်ခါလေကြာရင်အရန်ရှင်းကျင်ကြတယ်ကိုပြဿနာကိုတကယ်ရှင်းနိုင်လားဆိုတော့အရင်မြစ်ကိုလိုက်ကြည့်ရင်လည်းဘယ်သူမှမရှင်းနိုင်ဘူးအချက်အလက်ပဲပြောလို့ရမယ်ဘာလို့ဆိုတော့အရင်အမြစ်ကအထဲထဲမှာဖြစ်နေကြတာဒါပေမဲ့အထဲထဲကနေဖုံးအုပ်ခြင်းကိုပြောင်းလဲပေးနိုင်တဲ့ဘုရားသခင်တဘောမပေါက်ခြင်းကိုနားလည်မှုကိုပေးနိုင်အောင်မျက်စိပွင့်ပေးစေတဲ့ဘုရားသခင်အဲ့ဒီဝိညာဉ်တော်ရဲ့လှုပ်ဆောင်ချက်ကိုစောင့်ဖို့အချိန်လိုတယ်ကဲနေတော်မူမည်ဟုမျှော်လင့်လျက်စောင့်၍နေကောင်း၏ဒါကြောင့်ကောင်းကင်တော်ရဲ့နိုင်ငံတော်ရဲ့နည်းနည်းသောအရာကိုသိရသောအခွင့်ရှိကြတယ်ထိုသူတို့မကမရှိကြတယ်အကျဉ်သူသည်ယတဤထိုသူ၌ကြွယ်ဝပြည့်စုံခြင်းဟာပေးဦးမည်အကျဉ်သူသည်ဆင်းရဲ၏ထိုသူ၌ရှိသမျှကိုပင်နှုတ်လိမ့်မည်ထို့ကြောင့်သူတို့သည်မြင်လျက်မမြင်ကြားလျက်မကြားအနက်ကိုလည်းနားမလည်သောကြောင့်ဥပမာကိုဆောင်၍ငါဟောပြော၏ဟေရှာဟောဘူးသောအနက်စကားဟုမူကားသင်တို့သည်ကြားလျက်ပင်အနက်ကိုနားမလည်ပဲကြားကြလိမ့်မည်မြင်လျက်ပင်အာယုံမပြုတ်ပဲမြင်ကြလိမ့်မည်အကြောင်းမူကားဤလူမျိုးသည်မျက်စိမမြင်နားမကြားစိတ်နှလုံးမသိအကျင့်မပြောင်းလဲသူတို့အနာယောဂကိုငါမငြိမ်းစေရသည့်တိုင်အောင်သူတို့စိတ်နှလုံးသည်မိုက်လျက်နားသည်ထိုင်းလျက်ကိုမျက်စိကိုပိတ်လျက်ရှိကြ၏ဟုသောစကားသည်ဤလူတို့၌ပြည့်စုံခြင်းသို့ရောက်သည်နှုတ်ကပတ်တော်ပြောတဲ့စကားဖြစ်တယ်တခါလေကြာရင်မကြားတဲ့အတွက်ဖြစ်တာဖြစ်တယ်ဒါပေမဲ့ဒီနေ့သင်တို့လွတ်ပြီးဖြစ်တယ်အာမင်သင်တို့အားလုံးလွတ်ပြီးဖြစ်တယ်ချုပ်ထားတဲ့သူတွေအားလုံးလွတ်ပြီးဖြစ်တယ်ဘယ်ကိစ္စနဲ့ပဲဖြစ်ဖြစ်သင်တို့အားလုံးငြိမ်ဝတ်စွာစောင့်၍နေကောင်းတယ်အဖြေကသူ့စီမှာပဲရှိတယ်အခြေအနေအားလုံးကိုပြောင်းလဲတာအားလုံးကသူ့လက်ထဲမှာပဲရှိတယ်တခါလေကြာရင်သူ့ကိုစိတ်ရှည်သွားစောင့်ခိုင်းထားတယ်ဘာလို့ဆိုတော့အဲ့ဒီအခြေအနေအားလုံးကိုသူပြုပြနေတာဖြစ်တယ်သင်တို့မျက်စိသည်မြင်သောကြောင့်မင်္ဂလာရှိ၏သင်တို့နားသည်လည်းကြားသောကြောင့်မင်္ဂလာရှိဘယ်ကျမ်းပိုက်လဲခုနကဟိုပါပဲမဿဲပဲမဿဲ73 sorry မဿဲနော်မဿဲ73 17ကနေ16ယောဟန်ပြီးသွားပြီဟုတ်လားမဿဲ73 17ကနေ16နော်sorry ဒီဘက်မ check လုပ်မိကွာ sorry ပါဒီနေ့ကျမ်းပိုက်တွေကအများကြီးပဲတခြားမဟုတ်ကျွန်တော်တစ်ချက်ကျွန်တော်ဆွဲခေါ်သွားပြီးတာဖြစ်တယ်အကွက်ကလေးနဲ့ဖောက်ပြီးခရိယာနေတရားဟောတာနားထောင်မှုတယ်လေနော်ကျွန်တော်တစ်သက်လုံးအကွက်ကလေးနဲ့နားထောင်လာတာအဲ့အကွက်ပြီးအဲ့ကွက်ပါအဲ့မှာထားခဲ့လိုက်တာဆက်ဆက်မှုကိုရှာနိုင်မှတဲ့ရဲ့ destination ကိုတင်ရောက်မှာဖြစ်တယ်အာမင်သင်တို့ဒီမျက်စိမြင်သောကြောင့်မင်္ဂလာရှိသင်တို့နားသည်လည်းကြားသောကြောင့်မင်္ဂလာရှိတယ်အာမင်မကြားသေးဘူးထင်တယ်သင်တို့မျက်စိသည်မင်္ဂလာကြောင့်မင်္ဂလာရှိတယ်သင်တို့နားသည်ကြားသောကြောင့်မင်္ဂလာရှိတယ်အာမင်ဆရာပြောအရင်များပါလားသူပြောတဲ့အချိန်မှာအဲ့ဒီအဖွဲ့တွေဘိမ့်မတော်သွားနေတဲ့အဖွဲ့တွေနော်ယေရှုပြောခဲ့တဲ့သူတွေအားလုံးအဲ့ဒါဂျူးတွေပဲဘိမ့်မတော်သွားနေတဲ့အဖွဲ့တွေပဲဒါပေမဲ့မျက်စိမမြင်ဘူးတဲ့နားမကြားဘူးတဲ့ဒါပေမဲ့မင်းတို့ကတော့တဲ့မျက်စိမြင်ရခွင့်ရှိတယ်တဲ့ဒီနေ့ဒီအဖွဲ့တွေမြင်ရတဲ့ခွင့်ရပြီဘုရားသခင်
အာမင်တင်တော်မူကနားလေရသောအခွင့်ရှိတယ်တင်တော်မူကနားလေရသောအခွင့်ရှိတယ်တင်တော်မူကနားလေရသောအခွင့်ရှိတယ်အာမင်တင်တော်ကိုရှင်းလင်းစွာမြင်စေသောဘုရားရှင်းလင်းစွာမြင်နိုင်ဖို့ဝိညာဉ်တော်ဝိညာဉ်မျက်စိပွင့်ပါစေလို့ဆုတောင်းပေးတယ်လူရှိမှဒီလိုကိုးကွယ်ပြီးဒီလိုနေပြတာကိုးကွယ်တာမဟုတ်ဘူးတခါလေကျရင် item တွေခိုးလို့ရတယ်လေ item တွေခိုးလို့ရတယ်လေ item ကြည့်လဲလဲလို့တဲ့ဘွဲရအများကြီးလေဒါပေမဲ့စစ်မှန်သောကိုးကွယ်ခြင်းကသူ့ရဲ့နှလုံးသားကိုဖခင်နဲ့နီးနိုင်တဲ့များနီးအောင်ပေးလိုက်တာဖြစ်တယ်ပြစ်ချလိုက်တာဖြစ်တယ်ဘုရားသခင်ဘာပြောလဲမလို့ဆိုတာကိုငြိမ်ဝတ်စွာနားထောင်တာဖြစ်တယ်ဘုရားသခင်ဘာလုပ်မလဲဆိုတာကိုငြိမ်ဝတ်စွာနားထောင်တာဖြစ်တယ်ဒီနေ့ဘုရားသခင်ကအဲ့လိုလူတွေကိုလိုချင်တာဖြစ်တယ်အဲ့ဒီနှလုံးသားကိုလိုချင်တာဖြစ်တယ်ဘုရားကြောင့်ထဲမှာတက်ကြွနေတာတဲ့ငါ့ကိုဘာလို့ကိုးကွယ်နေတာလဲဘုရားကြောင့်ထဲမှာကိုးကွယ်နေတဲ့ပုံဖြစ်ပေမဲ့ငါ့ကိုဘာလို့ကိုးကွယ်နေတာလဲသင်တို့နှလုံးသားနဲ့ကိုးကွယ်ခြင်းကိုစောင့်မျှော်တဲ့ဘုရားသခင်ဖြစ်တယ်သင်တခါလေကျရင်သင်ဘာမှမလုပ်ပါဘူးသင်ထိုင်ပြီးတော့နှလုံးသားနီးတဲ့ခါမှာဘုရားသခင်သင်ကိုအယံချစ်တယ်နော်တချို့မြင်ရတယ်နော်ဘုရားသခင်ကတိတ်ပြီးစကားပြောတယ်တခါလေကျရင်စင်အောင်မှထိုင်ပြီးသူတို့ကြည့်ဘာမှမလုပ်တဲ့ပုံပဲဒါပေမဲ့ဘုရားနဲ့အယံနီးတဲ့သူတွေမြင်ရတယ်ကျွန်တော်မြင်ရရင်တော့အပေါ်ကဟောနေတဲ့သူကမမြင်မဲနဲ့ तू ကဘိုးမြင်နေတယ်တခါလေကြာရင်ကျွန်တော်အဲ့လိုလူတွေတွေ့ရင်အရန်လေးစားတယ်နော်အလွန်တန်ဖိုးထားတယ်သူတို့ရဲ့ဆူတောင်းတာဟာအသင်းတော်မှာအလွန်အားကြီးတဲ့ဆူတောင်းချက်တွေဖြစ်တယ်ဒီနေ့ဆူတောင်းတဲ့အဖွဲ့တွေဆူတောင်း leader အထူးသဖြင့်ဝိညာဉ်နဲ့ဆူတောင်းဖို့နော်ဆရာခွန်အားပေးခြင်းနဲ့ဝိညာဉ်နဲ့တောင်းပေးပါနာဝိညာဉ်နဲ့ကိုယ်ကွယ်ခြင်းကိုဘုရားသခင်နှိမ့်ချိုက်တယ်အာမင်ယောဘ22 21ကိုကြည့်အောင်ယောဘ22 21ယောဘရဲ့ချမ်းသာတဲ့သူနော်ကြွယ်ဝတဲ့သူနော်ယောဘသမီးယောဘယောဘ22 21ဖယားသခင်ရဲ့အကျွမ်းဝင်ရဲ့မိတ္တဟာယဖွဲ့လို့ထိုသောပြုမှကောင်းစားခြင်းတို့ရောက်လိမ့်မည်အဲကောင်းစားခြင်းဆိုတော့လောကကောင်းစားခြင်းမဟုတ်ဖယားသခင်ရဲ့ကောင်းစားခြင်းဖြစ်တယ်ဖယားသခင်ရဲ့ကောင်းစားခြင်းဆိုတော့ဝမ်းနည်းခြင်းနဲ့မယုံတော့ဘူးသူ့ကိုဘုရားသခင်ကသူ့ရဲ့ယုံကြည်ခြင်းကိုကြည့်ပြီးတော့ဘုရားသခင်စုံစမ်းဖို့စာတန်ကိုအခွင့်ပေးလိုက်တယ်ဘာလို့လဲဆိုတော့ तू ကအကျင့်ပေါ်မှာအယမ်းနေလို့ဖြစ်တယ်ငါအယမ်းဖြောင်းမှတယ်ငါအယမ်းကြိုးစားတယ်ဘုရားသခင်အရှိမငါစာတန်အဲ့တော့သူ့စုံစမ်းခြင်းပေးလိုက်တဲ့ခါမှာစီးရဲသွားတယ်အကုန်ပါသွားတယ်အကုန်မှုတ်ထုတ်လိုက်တယ်ဒါပေမဲ့ तू ဘုရားသခင်ကိုမှန်ကန်စွာကိုးကွယ်တဲ့ခါမှာနာဝိညာဉ်နဲ့ကိုးကွယ်ခြင်းကိုရတဲ့ခါမှာပြန်ပြီးအစပေါင်းများစွာကောင်းကြီးပြန်ပေးတယ်ထာဝရဘုရားသခင်နဲ့အကျွမ်းဝင်ရဲ့မိတ္တဟာဖွဲ့လို့ထို့သောပြုမှကောင်းစားခြင်းတို့ရောက်လိမ့်မည်လောကအောင်နှောင်းနဲ့မစင်စားပါနဲ့အဲ့ဒီကောင်းစားခြင်းဟာဝန်းနေခြင်းနဲ့မရောတော့ဘူးဘုရားသခင်စီကကောင်းကြီးဟာဝန်းနေခြင်းနဲ့မရောတော့ဘူးနော်လောကကငွေနဲ့ချမ်းသာတယ်လို့ပြောကြတာဝန်းနေခြင်းအများကြီးပါလာတာမိသားစုရဲ့မင်္ဂလာများစွာပါသွားတယ်အဲ့ဒီနောက်ကိုလိုက်တဲ့သူအလုံးကမပူနဲ့တမအမခင်ပါလေပစ္စည်းတွဲရတယ်လို့ပဲနိုးစီနဲ့စစ်ကရက်တွဲရတာလို့ကြုံဘူးတယ်မလားနော်ကျွန်တော်တို့အရွယ်တွေဆိုကြုံဘူးတယ်အိမ်ကမလိုချင်တာတွေပါလာတယ်နိုးစီဘူးတဝက်ခပောင်းစစ်ကရက်ထုတ်တို့နော်တကြားနဲ့ဘာနဲ့လဲပြောလို့တွဲပေးတယ်အိမ်မှာလည်းအသုံးမကျအောင်အေးမပူနဲ့တင်တို့လေလောကကြီးနဲ့ပတ်သက်လို့တောင်းတဲ့ຢာတွေအဲ့လိုတွဲပြီးပါလာတယ်ကိုယ်အိမ်ကမလိုတဲ့ပစ္စည်းတွေပါလာတယ်ဟေးဘုရားသခင်ကကောင်းကြီးကအဲ့လိုမဟုတ်ဘူးကောင်းစားခြင်းအလုံးစုံနဲ့ပြည့်စုံတယ်ကောင်းစားခြင်းနဲ့ပြည့်စုံတယ်သင်လိုတဲ့အရာကိုပေးတယ်ပြည့်စုံတဲ့အပြင်ကိုပိုရှံတဲ့အထိပေးတယ်ဘုရားသခင်အာမင်ယောဘ16 21ကိုကြည့်အောင်အရေးကြီးတယ်ဒီအချက်ကယောဘ16 21ကြည့်ကြအောင်လူသည်
မိမိအတိအကျွမ်းနဲ့ဆွေးနွေးတဲ့ကဲ့သို့ဘုရားသခင်နဲ့ဆွေးနွေးရသောအခွင့်ရှိပါစေသောအာမင်အာမင်ဘုရားသခင်နဲ့ဆွေးနွေးရသောအခွင့်ရှိပါစေသောအဲ့ဒီခေတ်ကရှိပါစေသောပဲရှိတယ်ဒီနေ့ကဆွေးနွေးရတဲ့အခွင့်မင်းကငါအဆွေလို့ခေါ်တာဟေ့တင်းကငါအဆွေလို့ခေါ်မယ်တဲ့ဆွေးနွေးရတဲ့အခွင့်ဘုရားသခင်ကပေးထားတယ်ဘာဖြစ်လို့သူများတွေရှောက်ရှောက်ပြောနေမှာလဲငြိမ်ဝတ်စွာစောင့်၍နေကောင်း၏ကဲတင်တော်မူမျိုးကိုမျောလင်းလျက်ငြိမ်ဝတ်စွာစောင့်၍နေကောင်း၏ဘုရားသခင်ကလမ်းပြင်ပြီးလုံနေပြီငါသမီးစိတ်မပူနဲ့တော့ငြိမ်ဝတ်စွာစောင့်၍နေကောင်း၏အာမင်လူဒီမိမိအတိအကျွမ်းနဲ့ဆွေးနွေးတဲ့ကဲ့သို့တဲ့အိုးကောင်းလိုက်တာအတိအကျွမ်းနဲ့ဆွေးနွေးတဲ့ကဲ့သို့တဲ့ဘယ်လောက်အဲ့တုံဖာမောက်တိုင်မဆွေးနွေးလို့ရတယ်ဆင်အဲ့ဒီအဆင့်ထိရောက်ဖို့တဲ့ဘုရားသခင်နဲ့ဆွေးနွေးရသောအခွင့်ရှိပါစေတော့ဆုတောင်းဒီနေ့ကျွန်တော်တို့ကအဲ့ဒီအခွင့်ရထားပြီအေးမျက်မှောက်တော်ထဲမှာအဲ့ဒါရှိနေပြီသားဖြစ်တယ်ဘုရားသခင်နဲ့ဆွေးနွေးရတဲ့ခွင့်တိုင်ပင်ရတဲ့ခွင့်ကျွန်တော်ကအဲ့လိုရခဲ့တယ်ကျေးဇူးတော်နဲ့ကရုဏာကျွန်တော်အသက်တာမှာနေ့စဉ်ကရုဏာကိုခံရတယ်နာနဲ့တိုင်းကရုဏာကိုခံရတယ်ဒီနေ့အဲ့ဒီကရုဏာကျွန်တော်တို့ကိုလွှမ်းခြုံထားတာဖြစ်တယ်အဲ့တော့3ရော1နဲ့2မှာ3ရော1နဲ့2ကိုကြည့်ရင်3ရော1နဲ့2ကိုကြည့်အချင်းချစ်သူတွေသင်ဤစိတ်နှလုံးဒီကောင်းစားတဲ့ကဲ့သို့သင်ဒီအရာရာနဲ့ကောင်းစားခြင်းနဲ့ကြားမာခြင်းရှိမိကြောင်းငါဆုတောင်းတယ်တော့အရှိမလာတာကသင်ဤစိတ်နှလုံးဒီကောင်းစားတဲ့ကဲ့သို့အရာရာနဲ့ကောင်းစားခြင်းကနောက်မှလာတယ်စိတ်နှလုံးကောင်းစားခြင်းကအရင်လာတယ်စိတ်နှလုံးကောင်းစားခြင်းကလူကြိုးစားလို့မရဘူးစိတ်နှလုံးကောင်းစားခြင်းကဘုရားသခင်စီကကောင်းကြီးဖြစ်တယ်အထက်အရာနဲ့ဆိုင်သောအရာဖြစ်တယ်သင်ကိုပြုပြင်တဲ့အရာဖြစ်တယ်ခုနကြီးချွတ်တဲ့အရာဖြစ်တယ်တင်ပိတ်နေတဲ့အရာတွေကိုဖွင့်ပေးတယ်။တင်ကိုဖုံးထားတဲ့အရာတွေကိုဖယ်ပေးတယ်။တင်ကိုချုပ်ထားတဲ့အရာတွေကိုဖယ်ထုတ်ပေးတယ်။တင်ကိုမကတ်နေတဲ့ကြီးတွေကိုခွာထုတ်ပေးတယ်။အေးအဲ့ဒီဧဝံဂေလိတရားကတင်တို့ကိုလွတ်စေတာဖြစ်တယ်တဲ့။အဲဒါစိတ်နှလုံးကောင်းစားခြင်းရဲ့အနောက်မှာတဲ့အရာရာနဲ့ကောင်းစားပြီးတော့ကျမ်းမာခြင်းရှိပြီးကြောင်းငါဆုတောင်းတယ်။ကျမ်းမာခြင်းကအဲ့ဒီနောက်ကလိုက်လာတယ်။အာမင်။ကျမ်းမာခြင်းအဲ့ဒီနောက်ကလိုက်လာတယ်။အချင်းချစ်သူအဲ့ဒါပြောပြီးရင်အနောက်ကတလွဲကိုသူပြောတော့တာပဲ။အနောက်ကတလွဲလို့တဲ့လူအရင်တစ်ပတ်ကကျွန်တော်ဟောပြီးပြီနော်ဒီ3ရောနဲ့ပတ်သက်ပြီးတရောတရက်နဲ့ဒီမီဒရီနဲ့အကြောင်းဟုတ်ပြီနော်တရောတရက်ကစိတ်နှလုံးမကောင်းစားလို့ဒီစကားပြောတာဖြစ်တယ်ဘုရားသခင်ကစိတ်နှလုံးကောင်းစားခြင်းကိုကောင်းချီးပေးတယ်ဘုရားသခင်သင်ရဲ့စိတ်နှလုံးကိုပြုပြင်နေတဲ့ဘုရားသခင်စိတ်နှလုံးကောင်းစားခြင်းအနောက်မှာအရာရာနဲ့ကောင်းစားခြင်းနဲ့ကြမ်းမာခြင်းအကြောင်းငါဆုတောင်းပေးတယ်စကားအယံပညာပါတာအလွန်ပညာပါတယ်ဒါကြောင့်စပြည့်ရဘူးအသစ်နဲ့ပဲစပြည့်ရကိုခံလို့ရတယ်ဒီပုံလေးကိုပြောတဲ့ချိန်မှာစပြည့်ရဘူးအသစ်စုပ်ကိုရဲ့ကြည့်အောင်မသက်ကိုဆက်ခွန်ကကြည့်အောင်နော်မသက်ကိုဆက်ခွန်ဟောင်းသောတရေဘူး၌အသစ်သောစပြည့်ကိုထဲလေမရှိထို့သောထဲလျင်တရေဘူးသည်စုပ်ကွဲသဖြင့်စပြည့်သည်ယို၍တရေဘူးလည်းပျက်စီးတတ်၏ကောင်းပြီသင်တို့စိတ်နှလုံးကအဲ့ဒါကိုမထိန်နိုင်ရင်ဘုရားသခင်ရဲ့ကောင်းကြီးကများလုံးလို့စုပ်ကွဲသွားမယ်သင်တို့ဘဝပျက်စီးသွားလိမ့်မယ်တခါလေကျရင်ဘုရားသခင်ကကောင်းကြီးပေးပါကောင်းကြီးပေးပါတောင်းတယ်နင်နှလုံးကမခံနိုင်ဘူးတဲ့နင်ကငါပေးလိုက်လို့ရှိရင်နင်ပျက်စီးမှာမပေးဘူးတဲ့သိဖို့နော်ထိန်နိုင်တဲ့အဆင့်ကိုပြင်းတယ်ထိန်းနိုင်တဲ့အဆင့်ကိုပြင်းတယ်ဒါကြောင့်မလို့နှလုံးအသစ်ကိုပေးတယ်ဘူးအသစ်ဆိုတာတင့်နှလုံးသားအသစ်ကိုပေးတယ်အဲ့နှလုံးသားအသစ်ပြီးမှငါကောင်းကြီးအပြည့်ထည့်လို့ရှိရင်တင့်ဘူးကလိုက်ကျယ်မှာဖြစ်တယ်တင့်နှလုံးသားကကျယ်လာမှာဖြစ်တယ်ဘုရားသခင်ကကောင်းကြီးက enlarge လုပ်တယ်နော်ဒါကြောင့်တဆေးနဲ့နှိုင်းတဲ့အချိန်မှာတဆေးအမျိုးမျိုးရှိတယ်ဒါပေမဲ့ခရစ်တော်ရဲ့တဆေးကတော့ဖောင်းကြွစေတယ်တင်တို့ကိုလှပစေတယ်ဒီနေ့ငါရဲ့စပြည့်ကြီးကမင်းတို့အသက်တာမှာအသက်ပေးတဲ့စပြည့်ဒီနေ့ပွဲတော်နေ့နော်စပြည့်ကြီးကကျွန်တော်တို့တောက်ရတဲ့စပြည့်ကအသက်တော်စပြည့်ဖြစ်တယ်အဲ့ဒီစပြည့်ကကောင်းကြီးကိုခံနိုင်ဖို့ကသင်တို့နှလုံးသားက expand လုပ်နိုင်တဲ့နှလုံးသားအသက်နဲ့ခံနိုင်မှဘုရားသခင်ကကောင်းကြီးကအဲ့ခါကျမှအတိုင်းအဆမရှိဝင်လာလိမ့်မယ်င
ငါသားမင်းစုပ်ကွဲမှာဆိုလို့ငါမထဲ့တာနှလုံးသားအသစ်နဲ့မခံနဲ့ငါပြုတ်ပြင်းတဲ့အသစ်နဲ့မင်းနှလုံးသားအသစ်နဲ့မင်းခံမှာငါကောင်းကြီးကိုခံနိုင်မှာအာမင်ဒါကြောင့်မနှိုင်းနဲ့လောကအရာနဲ့မနှိုင်းနဲ့လောကနဲ့နှိုင်းလို့မရဘူးလောကကစုပ်ကွဲတယ်ဒီနေ့အရန်ချမ်းသာရင်ဘာဖြစ်လဲစပြည့်စည်တာပဲလေပတ်စံနေအရန်ရသွားကြည့်ပါလားစပြည့်စည်တော့တာပဲမဟုတ်တာစစဉ်းစားရလေမတွေ့ဘူးလားဘေးနာတွေမြင်နေရတယ်တပုံကြီးရှိတယ်ပေါက်ကရမျိုးစုံလုံနေပွဲတယ်ပတ်စံရှိတာနဲ့ပေါက်ကရကို6လုံးတယ်ဘုရားသခင်ကသူ့သားသမီးကိုအဲ့လိုမပေးဘူးဘာဖြစ်လို့ဆိုတော့မင်းတို့ကအဲ့ဒါကိုထိမ့်သိမ့်နိုင်တဲ့သူဖြစ်တယ်ငါပေးတဲ့ကောင်းကြီးအားလုံးဘယ်လောက်ပဲတင်းကအဲ့ဒီအသက်တော်စပြေးဘူးကကျယ်လာလိမ့်မယ်အပြင်ကိုပေါက်ကွဲမထွက်ဘူးမင်းတို့ဘဝမပျက်စီးရဘူးငါကောင်းကြီးကမင်းကိုမပျက်စီးစေဘူးမင်းဟာကောင်းကြီးဖြစ်တော်သူစပြေးရဲ့အသက်နဲ့မင်းဟာအသက်ရှင်တန်တော်သူနှလုံးသားအသက်နဲ့ရှိတော်သူဖြစ်တယ်အာမင်ဒါကြောင့်နံဝိညာဉ်နဲ့ကိုးကွယ်တဲ့သူကျွန်တော်တို့ကိုပြုတ်ပြင်တဲ့သူအဲ့ဒီပြုတ်ပြင်ခြင်းကဘယ်လိုပြုတ်ပြင်လဲဘယ်လိုပြုတ်ပြင်လဲဒီနေ့ကျွန်တော်တို့ပြည့်ညက်တွေတော်တော်ကျင့်နေကြတယ်ကြားပြီးလိုက်လို့တယ်အထိတ်မရှိတဲ့ခါကျတော့တခုခုဆိုစိတ်ဆိုးအရင်ပြောပြီးတော့မှသတိရတာဟုတ်တယ်မလားတခုဆိုထောင်းကနေဒေါသဖြစ်ပြီးတော့ပြောပြီးတော့ဒါမှလည်းဝိညာဉ်တော်တရားကကိုယ့်အထဲထဲကနေထိန်းခြင်းနဲ့ဘုရားသခင်လေကိုယ့်အထဲကနေပြုပြင်ခြင်းကိုပေးတယ်ဘုရားဒါကြောင့်နှစ်ကော38ကအရင်တစ်ပတ်ကလည်းဟောတယ်နှစ်ကော38လေးကိုကြည့်ငါတို့ရှိသမျှသည်တဲ့မျက်နှာဖုံးကိုဖွင့်၍မှန်ကိုကြည့်တဲ့ကဲ့သို့ဘုရားသခင်ဘုရား၏ဘုန်းအတရီတော်ကိုကြည့်မြင်၍ကောင်းပြီအနာဂတ်မှာသခင်ဘုရားရဲ့ဘုန်းအတရီကြည့်လို့ရတာလေစစ်မှန်တဲ့ကိုးကွယ်ခြင်းရဲ့အထဲထဲမှာသခင်ဘုရားရဲ့ဘုန်းအတရီကိုမြင်ရတာလေဝိညာဉ်တော်တရားရဲ့အရှင်သည်ရောင်ကြီးကိုလွတ်တော်မူသည့်အတိုင်းသင်အဲ့နေရာမှာရောင်ကြီးလွတ်တဲ့နေရာမှာသင်မနေဘာသွားရမှာလဲဝိညာဉ်တော်တရားကသင်တို့ကိုပြောင်းလဲပေးတယ်ဆိုတော့သင်တို့အထဲမှာအဲ့ဒီလွတ်ခြင်းအခွင့်နဲ့ဘိတ်သိမ့်နဲ့ပြည့်တဲ့ခရစ်တော်ကလွတ်ခြင်းခွင့်ပေးနေတာဖြစ်တယ်အဲ့ဒီရောင်ကြီးကိုလွတ်နေတာဖြစ်တယ်အဲ့ဒီရောင်ကြီးကိုခံလိုက်တဲ့အခါမှာတဲ့ရောင်ကြီးတော်ကိုလွတ်တော်မူသည့်အတိုင်းငါတို့ဒီဘုံအတရီတော်တိုးပွားရေးပုံတရံတော်နဲ့အညီပြောင်းလဲတယ်အဲ့တော့မှပြောင်းလဲခြင်းလာတယ်သင်တို့ကိုလွတ်ခြင်းခွင့်တစ်ခွင့်ပြီးတစ်ခုပြီးတစ်ခုသင်တို့ကိုပေးတဲ့အခါမှာသင်တို့လွတ်မြောက်တဲ့သူတယောက်ဖြစ်လာတယ်အဲကြောင့်ယေရှုရဲ့လှုပ်ဆောင်ပေးခြင်းတွေကိုကြည့်လို့ရှိရင် तू ကပြည့်စုံတဲ့သူတယောက်ဖြစ်တဲ့ခါကျတော့အလုံးစုံသောပြည့်စုံခြင်းကသူ့ရှိမှရှိတဲ့ခါကျတော့နတ်ဆိုးတိုက်တယ်နတ်ဆိုးလွတ်တယ်မျိုးစုံပေါ့နော်ဒီနေ့ခရစ်တော်ကပညာနှစ်ခုပဲပြောသွားတယ်သင်ဘုရားသခင်ထာဝရဘုရားကိုစိတ်နှလုံးအကျွမ်းမဲ့ကိုးကွယ်ကိုနဲ့ဆက်ဆိုင်သောသူကိုနဲ့အမျှချစ်ဒီအနက်ဒိဗေကသင်ဘုရားသခင်ထာဝရဘုရားထာငါနေအလုံးစုံတည်ယူဖို့ဖြစ်တယ်အလုံးစုံသူ့နားနေတဲ့အကုန်ယူဖို့ဖြစ်တယ်ကိုနဲ့ဆက်ဆိုင်သောကိုသူကိုချစ်ဆိုတာငါစီရယူထားတဲ့အားလုံးနဲ့သူများကိုပေးဖို့ဖြစ်တယ်အာမင်ဒါကြောင့်မလို့မုံငါးလုံးနဲ့ငါးကောင်ခလေးကသူ့အနာကိုရောက်လာတဲ့အချိန်မှာယေရှုလက်ထဲထည့်လိုက်တဲ့အခါမှာအဲ့ခလေးစီကယေရှုယူပြီးသူ့လက်ထဲရောက်ပြီးတဲ့အခါမှာတပည့်တော်တွေကသူ့လက်ထဲကနေပြန်ယူရတာဖြစ်တယ်တပည့်တော်တွေအဲ့ခလေးလေးစီကနေပြီးတော့မုံငါးလုံးနဲ့ငါးကောင်ခလေးလေးစီကသွားယူတော့မဟုတ်ဘူးယေရှုလက်ထဲကယူတာဖြစ်တယ်ဒီနေ့ယေရှုလက်ထဲကယူတဲ့ຢာအားလုံးကလူကြီး9000ဒီကျွေးလို့ရတယ်ဒီနေ့သင်တို့စီကစီးထွက်တာမဟုတ်တော့ဘူးသူစီကစီးထွက်ခြင်းကိုယူလို့ရှိရင်သင်တို့စီကစီးထွက်ခြင်းကမြောင်များစွာသောသူများကိုကြည့်ရှုရတဲ့ခွင့်ပေးတယ်မြောင်များသောသူများအားလုံးကိုဝါစွာဆွားတဲ့အပြင်ကိုကွာတောင်းဆက်နှလုံးနဲ့ပိုရှန်တဲ့ခွင့်ဒါကြောင့် abundance ယေရှုက abundant လုပ်တယ်မထင်ထားလောက်အောင်တိုးပွားခြင်းသွားတယ်ဒါကြောင့်ကိုယ့်ရဲ့ခွန်အားနဲ့လုပ်နေတာမဟုတ်ဘူးသူ့အထဲကစီးထွက်ခြင်းသင်ဘုရားသခင်ထာဝရဘုရားကိုချစ်ပါလို့ပြောတာငါစီကအကုန်ယူပါငါအနားမှာနေငါစီကအကုန်ယူငါစီကရတာဝင်ပေးလိုက်တော့ဝါစွာကျွေးရတဲ့ခွင့်ပေးလိမ့်မယ်အာမင်အဲ့ဒီကောင်းကြီးနဲ့ပြည့်စုံခြင်းတာအဲ့ဒီမာနမုံကိုကျွေးခြင်းတာဘုရားသခင်ကဒါကြောင့်အလွတ်ကြီးမဟုတ်ဘူးဘုရားသခင်ကကျွန်တော်တို့ကိုသူ့အနားမှာနေခိုင်းခြင်းကသူ့စီကစီးဆင်းခြင်းအလုံးစုံပေးခြင်းလို့ဖြစ်တယ်မင်းဟောင်ငါပေးခိုင်းနေမှာမဟုတ်ဘူးနော်မင်းဟောင်ငါပေးခိုင်းနေမှာမဟုတ်ဘူးနော်ငါစီရဟောင်ပေးခိုင်းတာငါစီရဟောင်ပေးခိုင်းတာအာမင်ပေဒီယုတွားပြီးတော့သူ့တပည့်တွေကို
တပည့်တော်လေးတွေသူကကြည့်ကျင်တဲ့စိတ်ရှိတယ်လေနော်သူကြည့်ရှုကျင်တဲ့စိတ်ရှိကိုခေါ်ချသွားတယ်ငါဖမ်းပြီးကျွေးဖို့ကြိုးစားတယ်တကောင်းမှမမိဘူးဒါမင်းနဲ့ယေရှုရောက်လာတယ်ယေရှုရောက်လာတဲ့အခါမှာကမ်းပေါ်မှာကင်ထားတဲ့ငါကိုမုတ်ကိုပြင်ထားတယ်ရေနဲ့ပစ်ချလိုက်ဘေးနောက်ပစ်ချလိုက်ပိုက်ကိုပစ်ချလိုက်တဲ့အခါမှာငါးကြီး153ကောင်မိတယ်ဒီနှုတ်ကပတ်တော်ကျွန်တော်အသင်းတော်အစတဲ့အချိန်မှာပေးတဲ့နှုတ်ကပတ်တော်နော်အဲ့ဒီ53ကောင်ကအရေးကြီးတဲ့53ကောင်ဖြစ်တယ်ယေရှုရောက်လာမှ53ကောင်မိတာဖြစ်တယ်ဒီနေ့သင်တို့တွေလေ ministry တွေမှာပဲဖြစ်ဖြစ်ဘုရားအမှုတွေမှာဆောင်တဲ့ခါဖြစ်ဖြစ်သင်တို့ဟောင်းပေးခိုင်းတာမဟုတ်ဘူးယေရှုကသူ့အထဲကထွက်တာကိုပေးခိုင်းနေတာဖြစ်တယ်မိတ်ဆွေအပြည့်စုံသောအရာသူ့စီမှာပဲရှိတယ်သင်တို့မောသွားလို့ရှိရင်လေသင်တို့မောတဲ့အချိန်ကြတော့မှစိတ်တက်ကြပြီးတော့ငုတ်တုံမနဲ့မှာပိုက်ကိုဆေးတဲ့အချိန်ကြမှာရောက်လာလိမ့်မယ်မောပြီလားငါတပည့်နေမောပြီလားတခါကျအရန်ကြိုးစားလုပ်တဲ့အဖွဲ့တွေကိုကျွန်တော်အဖေကရီးတယ်ကျွန်တော်လည်းရီးတယ်အခုတော့အဖေစီကရီးချင်းတွေရထားတယ်မကြိုးစားနဲ့ကိုးစားပါစောင့်ပါသူ့ရဲ့အချိန်ကိုစောင့်ပါမင်းအတွက်တော့ငါမုံနဲ့ငါခင်ပြင်ထားတယ်မင်းတပည့်တွေအတွက်တော့ဟိုမှာမိထားတဲ့ငါယူလာပြီးခင်ကျွေးလိုက်ဟေးမန်ဟေးမန်ဘုရားရဲ့အမှုတော်ကသူ့စီကစီးစိမ်ခြင်းကိုပေးခိုင်းတာဖြစ်တယ်ဟေးမန်သူ့စီကစီးစိမ်ခြင်းကိုပေးခိုင်းတာဖြစ်တယ်ဟေရှာ54ကိုဖတ်ကြအောင်ဟေရှာ54ဒီနောက်ကဘက်တော့အားလုံးတွေ့နော်တက်ကနေ4ထိတာမဖွာတော့အမြုံမားတဲ့ဝမ်းမြောက်လို့တဲ့အရင်တော့ကတော့ဟေးဘာမှကိုမရှိတာဟေးမွဲသေးနေတာခလေးလည်းမရှိဘူးအရင်ခေတ်ကခလေးမမွေးဘူးဆိုလို့ရှိရင်ပြီးပြီဘာမှမျောလင်းခြင်းမရှိဘူးတာမဖွာတော့အမြုံမားဝမ်းမြောက်လို့တဲ့တာဖွာခြင်းဝေဒနာကိုမခံသေးရတော့မိမကြွေးကြော်ဟေ့အော်လို့ဝမ်းမြောက်စွာနဲ့ကြွေးကြော်တော့အကြောင်းမူကားစွန့်ထားသောမိမသည်လင်ရှိသောမိမထက်သာ၍များသောတာတို့ကိုဖွာမြင်ပြီးဟုထာဝရဘုရားမိန့်တော်မူ၏အများကြီးလာတော့မယ်မင်းသားသမီးတွေအများကြီးလာတော့မယ်ဟေးမန်သားသမီးတွေအများကြီးလာတော့မယ်အရင်တော့ကမြုံနေတယ်နော်မင်းမွမ်းတာတော့ကြွေးကြော်တော့မင်းအတွက်များစွာသောသားသမီးတွေရောက်လာတော့မယ်အောက်ကြမှာစပြီတင်းတရားကိုကျဲစေလို့ကြိုပြီးနေရာချဲ့ထားတာတင်းတရားကိုကျဲတော့တင်းနေရာမျက်နှာချက်ကိုကြက်အောင်လို့မျက်နှာချက်ကိုမထပ်မြင့်လိုက်ဟုတ်ကွာနှမျောသောစိတ်မရှိနေကြိုးတို့ကိုရှည်စေအောင်လို့တိုင်တို့ကိုမြဲများစွာစိုက်တော့ပြင်ထားတော့အထဲကိုဖျဲတော့မယ်ပြင်ထားတော့တယ်အကြောင်းကသင်ဒီလက်ရပိုက်လက်ဝဲပွဲ၌တိုးပွားလိမ့်မည်သင်အမျိုးနွယ်သည်တပားမျိုးသားတို့ကိုအမွေခံ၍သူတို့၏စိတ်ညံသောမျိုးတို့၌နေကြလိမ့်မယ်မစိုးရင်လည်းရှက်ကြောက်ခြင်းတို့မရောက်ရမျက်နာမပြဲရအရှက်ကွဲခြင်းကိုမခံရအသက်ငယ်စဉ်အခါခံရသောရှက်ကြောက်ခြင်းကိုမေ့လျော့လိမ့်မည်မုတ်ဆိုးမဖြစ်ရခံရသောကဲ့ရဲ့ခြင်းကိုနောက်တစ်ဖန်မခံရပြီးပြီသင်တို့ရင်တော့ပြီးခဲ့တဲ့ခံခဲ့ရတဲ့ຢာတွေအလုံးပြီးပြီ it is finishedကိုယ့်တရားကိုချဲတော့ဟေးငါစီကဟာနဲ့မင်းကြပြီသူများကိုပေးလို့ရပြီငါစီကစီးခြင်းကိုပေးတာမင်းစီကငါတောင်းနေတာမဟုတ်ဘူးဒီနေ့အဲ့ဒါကိုနားလဲဖို့လိုတယ်ကျွန်တော်တို့လှုပ်ဆောင်နေခြင်းအမှုတော်ဆောင်ခြင်းကသူစီကစီးခြင်းကိုပေးရတာဖြစ်တယ်အာမင်အဲ့တော့ကျွန်တော်တို့အားလုံးစစ်မှန်သောကိုယ်ကွယ်မှုကိုနားရတဲ့သူတွေဖြစ်ဖို့လိုတယ်နည်းနည်းတဲ့အရာတွေကိုဖော်ပြနိုင်ဖို့ဘုရားသခင်ရဲ့ဝိညာဉ်တော်ရဲ့ဖော်ပြခြင်းကိုခံရသောသူတွေဖြစ်ပါစေဝတ်ထားသောမာနမုတ်ကိုစားရတဲ့သူတွေဘုရားသခင်နဲ့ဆွေးနွေးရတဲ့အခွင့်ကိုရတဲ့သူတွေဖြစ်ပါစေဘုရားသခင်နဲ့ဆွေးနွေးရသောအခွင့်အရေးကိုရတဲ့သူတွေဖြစ်ပါစေစပြည့်ရဘူးအသစ်နဲ့စပြည့်ရအသစ်ကိုခံရနိုင်သောသူများဖြစ်စေပါအာမင်အသစ်သောစပြည့်ရနဲ့သင်တို့တဲရသည်ချဲ့ရပြီဖြစ်ကြောင်းသခင်ယေရှုခရစ်တော်ဘုရား၏နာမ၌ကြေညာပေးတယ်လို့အာမင်Amen. Hallelujah.